ကျောင်းမှာစီမုန်ကတငယ်ချင်းတွေနဲ့အတူရှိနေတုန်းဖခင်ဖြစ်သူဖရက်ဒရစ်ရောက်လာပြီးအခန်းထဲကိုအတင်းဝင်လာတယ်သူကမိုးမရွာခင်ထွက်သွားဖို့လိုတယ်လို့ပြောပြီးစီမုန်ကိုအဆောက်အဦထဲကနေအတင်းခေါ်ထုတ်သွားတယ်မိသားစုတစုလုံးကားပေါ်ရောက်သွားပြီးဖရက်ဒရစ်ကမြို့ထဲကနေအမြန်ဆုံးမောင်းထွက်သွားတယ်ရေဒီယိုမှာတော့အခြားမြို့တစ်မြို့ကလူတွေမိုးသေးထန်စွာရွာပြီးတဲ့နောက်ဓာတ်မတည့်တာတွေနဲ့အသက်ရှူလမ်းကြောင်းဆိုင်ရာပြဿနာတွေဖြစ်နေတယ်လို့ပြောနေတဲ့စီမုန်ရဲ့အကိုရစ်မတ်ကခါပတ်ဖြုတ်လိုက်တဲ့အခါမိသားစုစုလုံးအဲ့ဒါကိုပြင်ဖို့လှည့်ကြည့်လိုက်မိတယ်ဒီအာယုံလွဲမှုကြောင့်သူတို့ကားကထရက်ကားတစ်စီးနဲ့တိုက်မိတော့မလို့ဖြစ်ပေမဲ့ဖရက်ဒရစ်ကရှောင်လိုက်နိုင်တယ်ဒါပေမဲ့ထရက်ကားကလည်းရှောင်လိုက်တဲ့အတွက်လမ်းဘေးကိုပြုတ်ကျသွားပြီးလမ်းမှာကားတွေပိတ်ဆို့သွားတယ်ရေဒီယိုမှာတော့တခြားမြို့ကလူမမာတွေဟာမိုးရေကြောင့်တေဆုံးသွားပြီလို့ကြေညာတယ်ဒါကြောင့်ပြည်သူတွေကိုအိမ်ထဲမှာပဲနေဖို့အကြံပေးထားတယ်ရက်ွက်ထဲမှာစာရွက်အတန်တွေမြည်လာပြီးရဟတ်ရင်တစင်းဝဲပြန်လာတဲ့အခါရင်မောင်းတွေကြောက်လန့်ပြီးထွက်သွားဖို့ကားတွေပေါ်တက်ကြတယ်ဒါပေမဲ့ရင်ပိတ်ဆို့နေတာကြောင့်ထွက်သွားဖို့မဖြစ်နိုင်တော့ပဲဖရက်ဒရစ်ကသူ့မိသားစုကိုခြေလင်းဆက်သွားဖို့ဆုံးဖြတ်လိုက်တယ်သူတို့တော့အုပ်ထဲကိုပြေးသွားကြပြီးဖရက်ဒရစ်ကလက်ဖွားနဲ့ဖွင့်ရတဲ့ဘန်ကာတစ်ခုကိုရှာတွေ့သွားတယ်သူတို့မိုးမရွာခင်ဘန်ကာထဲကိုဝင်သွားကြတယ်မိသားစုကပိုးတက်တဲ့အခန်းထဲကိုဖျက်သွားတဲ့အခါဖရက်ဒရစ်ကအပိုလွန်ဟာသူအလုပ်လုပ်တဲ့ကုမ္ပဏီဖြစ်ကြောင်းရှင်းပြတယ်သူတို့ဟာဘေးအန္တရာယ်မျိုးစုံအတွက်ဘန်ကာတွေစောက်ထားပြီးလိုအပ်တဲ့ပစ္စည်းတွေအပြည့်စုံရှိတယ်ဖရက်ဒရစ်ကကလေးတွေကိုဘန်ကာအတွက်လမ်းညွှန်စာအုပ်ပါတဲ့တက်ဘလက်တစ်ခုပေးပြီးသူခဏထွက်သွားရမယ်မိခင်ဖြစ်သူအယ်လင်ကသူတို့ကိုစောင့်ရှောက်လိုက်မယ်လို့ပြောတယ်မိုးရေထဲမှာတေစေနိုင်တဲ့ဗိုင်းရပ်စ်ရှိနေပြီးအဲ့ဒါကိုကုသနေတည်တဲ့သူကသူတယောက်တည်းဖြစ်လို့ထွက်သွားရမယ်လို့စီမုန်ကိုပြောပြတယ်ရစ်မတ်ကအရာအလုံးရဲ့တော့ချက်ဖြစ်လို့သူ့ကိုကာကွယ်ပေးဖို့မှာခဲ့ပြီးသူတို့ဘန်ကာထဲမှာရှိနေတာဘယ်သူမှမသိလို့စိတ်ချရတယ်လို့ပြောသွားတယ်ဖရက်ဒရစ်အကာအကွယ်ဝတ်စုံဝတ်ပြီးထွက်သွားပြီးနောက်စီမုန်ဖုန်းကိုစစ်ကြည့်ရာမိုးရေကြောင့်ဒေတာတဝမ်းလုံးမှာလူတွေတေဆုံးနေတဲ့သတင်းတွေကိုတွေ့ရတယ်ချက်ချင်းမသေးတဲ့သူတွေကလည်းကူးဆက်တတ်ပြီးအနာကပ်လာတဲ့သူတွေကိုကူးဆက်စေတဲ့ခဏကြာမှတကားကိုတယောက်ယောက်ကတရုံထုံတဲ့အယ်လင်ကဖရက်ဒရစ်ဆိုရင်ဘလို့ဝင်ရမလဲသိတဲ့အတွက်ဒါဟာကျူးကျော်သူဖြစ်နိုင်တယ်လို့ပြောပြီးကလေးတွေကိုလစ်လျူရှုဖို့ပြောတယ်ကလေးတွေကတော့မိခင်ကိုရက်ဆက်တယ်လို့ထင်ပြီးတကားကိုဖွင့်လိုက်ကြတယ်လမ်းမှာပိတ်မိနေတဲ့လူတစ်ယောက်ကသူတို့ကိုနောက်ယောင်ခံလိုက်လာပြီးမိုးရေထဲမှာတေလူမျောပါဖြစ်နေတဲ့သူကရစ်မတ်ရဲ့ရှက်အင်ဂျီကိုဆွဲတဲ့အတွက်စီမုန်ကပြန်ဆွဲလိုက်တယ်ရုတ်တရက်အယ်လင်ကသူ့သားကိုကယ်ဖို့ထိုလူကိုဖက်လုံးပစ်လိုက်ရာသူမကိုယ်တိုင်မိုးရေထဲရောက်သွားပြီးကူးဆက်ခံရတော့တယ်သူမနောက်ဆုံးအချိန်မှာကလေးတွေကိုဘန်ကာထဲပြန်ဝင်ဖို့ပြောခဲ့တယ်ညီကိုနှစ်ယောက်ကမိခင်တေဆုံးတာကိုကြည့်နေပြီးတကားပိတ်လိုက်တယ်ကလေးနှစ်ယောက်လုံးငိုနေကြပြီးစီမုန်ကဖခင်ကိုဖုန်းခေါ်ပေမဲ့မရခဲ့ဘူးညီဖြစ်သူကိုအိမ်ရထဲပို့လိုက်ပြီးတဲ့နောက်စီမုန်ကဗီဒီယိုထဲမှာပုံနေရင်းရစ်မတ်ကိုတယောက်တည်းပြုစုရမှာကြအောက်လန့်ပြီးစိတ်တက်ကြသွားတဲ့အတိတ်ကိုပြန်ကြည့်ရင်ရစ်မတ်ကငငယ်ကအရန်နာမကျန်းဖြစ်ခဲ့ပြီးဖရက်ဒရစ်ကစမ်းသပ်ဆဲဗိုင်းရပ်စ်တစ်မျိုးနဲ့ကုသပေးခဲ့ဘူးတဲ့အယ်လင်ကအဲ့ဒါကိုအသုံးပြုစေချင်ပေမဲ့ဖရက်ဒရစ်ကစမ်းသပ်မှုအပြည့်အစုံမလုပ်ရသေးဘူးလို့ရှင်းပြခဲ့တယ်ဒါပေမဲ့အယ်လင်ကတော့သူတည်တနာပြီးတဲ့အချိန်ဆိုရစ်မတ်တည်သွားမှမို့လို့ဂရုမစိုက်ခဲ့ဘူးလက်ရှိအချိန်မှာရစ်မတ်ကတက်ပလက်ထဲမှာတခြားဘန်ကာရီရဲ့မြေပုံကိုတွေ့သွားတယ်စီမုန်ကသူတို့နဲ့အဆက်အသွယ်လုပ်ဖို့ကြိုးစားပေမဲ့စနစ်ကအလုံးမလုပ်ဘူးသူတို့ပစ္စည်းထားတဲ့အခန်းထဲမှာရေဒီယိုတစ်ခုကိုရှာတွေ့တယ်ဖလစ်ဆိုသူတယောက်ကသူတို့ခေါ်တာကိုဖြေချပြီးယောဂမရှိတဲ့သူတွေကိုထုတ်ဖို့စုရက်တွေစီစဉ်နေတယ်လို့ပြောတယ်သူကဖုန်းလိုင်းတွေအားလုံးပြတ်နေတယ်လို့ထင်နေပြီးဗိုင်းရပ်စ်ဘလောက်အထိပြန့်နှံ့နေလဲဆိုတာမသိဘူးစီမုန်ကအယ်လင်အကြောင်းဖခင်ကိုပြောပြနိုင်ဖို့ဖရက်ဒရစ်ရဲ့နာမည်နဲ့ဖုန်းနံပါတ်ကိုပေးလိုက်တယ်ညတစ်ခေါက်မှာဖလစ်ကဖုန်းပြန်ခေါ်ပြီးဖရက်ဒရစ်နဲ့အဆက်အသွယ်မရပေမဲ့နီးစပ်ရာစေယုံတစ်ခုမှာအသက်ရှင်ကျန်ရစ်သူတွေကိုရွှေ့ပြောင်းနေတယ်လို့ပြောတယ်မိပြတ်သွားတဲ့အခါစကားပြောတာရက်သွားတယ်အရေးပေါ်မီးဆက်ကအလုတ်လုတ်ပေမဲ့ရေဒီယိုကတော့အလုတ်မလုတ်တော့ဘူးနောက်ထပ်အတိတ်ကိုပြန်ကြည့်ရင်ဖရက်ဒရစ်ကရစ်မတ်ကိုဗိုင်းရပ်စ်ထိုးပေးခဲ့တာကိုပြတယ်လက်ရှိမှာစီမုန်ကအကာအကွယ်ဝတ်စုံဝတ်ပြီးဆေးရုံကိုသွားဖို့ပြင်ဆင်တယ်ဒါပေမဲ့တကားနာရောက်တဲ့အခါကြောက်လန့်ပြီးမသွားရဲဘူးဝတ်စုံကိုပြန်ထားလိုက်ပြီးဖခင်ကိုစောင့်နေမဲ့အစားရစ်မတ်ကိုတယောက်တည်းပြုစုမယ်လို့ပြောလိုက်တယ်6နှစ်ကြာပြီးနောက်ညီကို2ယောက်ဘန်ကာထဲမှာပဲဆက်နေပြီးရိတ်ခါတွေကုန်လူနီးပါးဖြစ်နေတယ်ရစ်မတ်ကဖခင်ဘယ်တော့မှပြန်မလာတော့ဘူးလို့ထင်ပြီးသူတို့ဒီမှာပဲတေးရတော့မယ်လို့ပြောတယ်စီမုန်ကမျှော်လင့်ချက်စကားပြောပေမဲ့ရစ်မတ်ကမှန်ကိုထိုးခွဲလိုက်တယ်ရစ်မတ်အိတ်သွားတဲ့အခါစီမုန်ကဝတ်စုံဝတ်ပြီးအပြင်ကိုထွက်သွားနိုင်ခဲ့တယ်တောအုပ်ကပုံမှန်အတိုင်းပဲဖြစ်ပြီးသမင်းတကောင်တောင်သူတို့နားကိုရောက်လာတယ်သူလမ်းလျှောက်သွားပြီးစုရက်ကိုလမ်းညွန်တဲ့ဆိုင်းဘုတ်တွေကိုတွေ့သွားတယ်
အဆောက်အဦတွေနဲ့ကားတွေကတော့လူသူကင်းမဲ့နေတဲ့ဆေးရုံကိုရောက်တဲ့အခါအလောင်းတွေပုတ်ပွားနေတာကိုတွေ့ပြီးစီမုန်အရန်ကြောက်လန့်သွားတယ်။ ဗိုင်းရပ်စ်က Remus ကိုကုသပေးပြီးတဲ့နောက် Frederick ကကဘာကိုဖြန့်ချလိုက်တာလို့အတိတ်ကနေပြတယ်။ရုတ်တရက်စီမုန်ကသူ့ကိုလိုက်တိုက်မဲ့ဝန်းပလွေတစ်ကောင်ကိုတွေးလိုက်ရတယ်။သူဆေးရုံကနေအမြန်ပြေးထွက်ပြီးဘန်ကာကိုပြန်သွားတယ်။နောက်တစ်နေ့မှာစီမုန်က Remus ကိုသူ့အပြင်ထွက်ခဲ့ပြီးဘသူ့ကိုမှမတွေးခဲ့ဘူးလို့ပြောပြီးနောက်တစ်နေ့ကျရင်တခြားဘန်ကာကိုသွားကြမယ်လို့ပြောတယ်။အဲ့ဒီညမှာလေဝင်ပေါက်ပိတ်သွားပြီးအောက်ဆီဂျင်နည်းသွားတယ်။အချက်ပေးတန်ကြောင့် Remus နိုးလာပြီးစီမုန်မေ့မျောနေတာကိုတွေးလို့အပြင်ကိုဆွဲထုတ်လိုက်တယ်။အပြင်ကလေကစီမုန်ကိုတတိပြန်ဝင်လာစေတယ်။အဲ့ဒီအချိန်မှာပဲတနက်ကင်ထားတဲ့လူတစုကသူတို့ဘန်ကာကိုဝန်းရံထားပြီးအပြင်ထွက်လာအောင်လေဝင်ပေါက်တွေကိုပိတ်ထားတယ်။အတိတ်ကပြသချက်အရာမာတင်နဲ့စစ်သားတစုကိုကွာရန်တင်းစုံကိုစောင့်မှုပို့လိုက်တယ်။ကွာရန်တင်းထဲမှာမရှိတဲ့သူတွေကိုဘသူကိုမှစီကံမလိုက်နိုင်ရင်ဝင်ခွင့်မပေးဘူးစစ်သားတွေကကူးဆက်ခံထားရတဲ့သူတွေကိုတွေ့ရင်ဝေးဝေးနေဖို့အမိန့်ပေးရမယ်အမိန့်ကိုမလိုက်နိုင်ရင်ပြစ်ခတ်ခွင့်ရှိတယ်။မာတင်ကတရားပေါ်မှာတယောက်တည်းတာဝန်ကျတယ်လက်ရှိအချိန်မှာမာတင်ကသူတို့ဘန်ကာထဲကိုအတင်းဝင်လာတဲ့လူစုရဲ့ခေါင်းဆောင်ဖြစ်တယ်။သူတို့ညီကိုနှစ်ယောက်ကိုအခန်းထဲမှာပိတ်လောင်ထားပြီးကြံနေတဲ့ရိတ်ခါတွေကိုခိုးယူသွားတယ်။စီမုန်ကဘီယာထရစ်နဲ့အဆက်အသွယ်လုပ်ဖို့ပြတင်းပေါက်မှာစာရေးပြီးသူတို့အစားအစာပဲရှာနေတာလို့ရှင်းပြတယ်။မာတင်ကထွက်သွားဖို့ပြောတဲ့အခါဘီယာထရစ်ကိုညီကိုတွေကိုပိတ်လောင်ထားဖို့ပြောတယ်။ဘီယာထရစ်ကအပြစ်မဲ့သူတွေကိုဘယ်တော့မှစတတ်တာလဲလို့မေးတယ်အဲ့ဒီအချိန်မှာစီမုန်ကတက်ပလက်ကိုတွေ့သွားပြီးမိကိုဖျက်တောက်လိုက်တယ်မာတင်ပြန်လာတဲ့အခါစီမုန်ကတခြားဘန်ကာတွေရဲ့မြေပုံကိုပြပြီးတက်ပလက်ကိုဖျက်ဆီးလိုက်တယ်အခုတော့အချက်လက်ကသူမခေါင်းထဲမှာပဲရှိတော့တယ်မာတင်ကသူတို့အဖွဲ့ဝင်လီမင်းမျောသွားပြီးအစာမစားရရင်တေးတော့မယ်လို့ကြားလိုက်ရတယ်ဒါကြောင့်မာတင်ကသူတို့ကိုအတူခေါ်သွားဖို့ပဲရှိတော့တယ်နောက်ထပ်အတိတ်ကပြသချက်မှာမာတင်ရဲ့ပထမဆုံးရက်ကိုပြတယ်ကလေးရုံနဲ့စော့နေတော့ကလေးတယောက်ပါတယ်မိန်းမတယောက်ကိုတွေ့တယ်သူအော်ပြောပြီးသတိပေးချက်အဖြစ်ပြစ်ခတ်ပေမဲ့သူကမတုံ့ပြန်ဘူးမာတင်ကပြစ်ဖို့ပြင်ပေမဲ့မလုပ်နိုင်ခဲ့ဘူးအဲ့ဒီမိန်းမကလုံခြုံရေးစုံနဲ့ဝင်သွားတယ်ခဏအကြာမှာမာတင်ကိုတဲကြီးစီခေါ်လိုက်တယ်ရောက်တဲ့အခါတခြားစစ်သားတွေအသေးတွေ့တယ်ရှင်ကျန်တဲ့သူတယောက်ကိုကယ်ဖို့ကြိုးစားပေမဲ့သူကလည်းအန်ပြီးတေသွားတယ်အပြစ်ရှိသလိုခံစားရပြီးမာတင်ထွက်ပြေးသွားတယ်လက်ရှိအချိန်မှာသူတို့အဖွဲ့နဲ့အတူထွက်လာကြတယ်တောထဲမှာရှောက်သွားနေတော့ထရက်ကားတစ်စီးရက်နေတာကိုကြားလို့အပူကိုကာကွယ်ပေးတဲ့ဆောင်အောက်မှာပုံနေလိုက်တဲ့အမျိုးသားနှစ်ယောက်ထွက်လာပြီးသူတို့ကရှင်ကျန်သူတွေကိုတတ်တဲ့မှုဆိုးတွေမှန်တိသွားတဲ့အဖွဲ့ကသူတို့ကိုသစိမ်းတွေလို့ခေါ်တယ်ဒီလူတွေကအပူကိုတိနိုင်တဲ့ drone တစ်စင်းလွတ်လိုက်ပြီးပြေးနေတဲ့အမျိုးသမီးတစ်ယောက်ကိုတွေ့သွားတယ်သစိမ်းတွေကလိုက်သွားတဲ့အခါမာတင်ကအခွင့်အရေးယူပြီးထွက်သွားဒါကျင်တဲ့စီမုန်ကထိုမျိုးသမီးကိုကူညီတဲ့နယ်လို့ထင်ပြီးဘီယာထရစ်ကလည်းသဘောတူတယ်မာတင်ကညင်းပေမဲ့ဘီယာထရစ်နဲ့စီမုန်ကထွက်သွားပြီးယောက်ျားလေးတွေကိုလည်းလိုက်လာအောင်အတင်းခိုင်းတဲ့အမျိုးသမီးကချောင်းထဲပြုတ်ကျပြီးအဖမ်းခံရတော့မလို့ဖြစ်ပေမဲ့မာတင်ကအချိန်မီပြစ်တက်လိုက်တဲ့ချောင်းထဲမှာအလောင်းတွေရှိနေတာကိုတွေးလိုက်ရလို့ရေကကူးဆက်ခံထားရတယ်လို့သိသွားတယ်အမျိုးသမီးကအသက်ချမ်းသာပေးဖို့တောင်းပန်ပေမဲ့မာတင်ကဗိုင်းရပ်စ်ကူးဆက်ခံထားရလို့ခေါင်းကိုပြစ်တက်လိုက်တဲ့နောက်ဖန်ကားကိုရောက်ဖို့ချအောင်းကိုဖျက်ရမှာဖြစ်ပေမဲ့Remusကဖနက်မပါလို့အိတ်တွေနဲ့တိတ်တွေတုံးပြီးကာကွယ်ပေးထားတဲ့အဖွဲ့ကသစိမ်းတွေစီကနေအတုံးဝင်တဲ့ပစ္စည်းတွေကိုယူလိုက်တဲ့နောက်ဆုံးမှာသူတို့ကြောင်းတစ်ကြောင်းကိုရောက်ပြီးလူသေးအလောင်းတွေကိုလစ်လူရှုပြီးညအိတ်ကြတဲ့အဖွဲ့ကရိတ်ခါရှာပြီးအဆောက်အဦကိုလုံခြုံအောင်လုပ်ကရေကိုစစ်ထားတဲ့ဘီယာထရစ်ကစီမုန်အတွက်အဝတ်စားသစ်ရှာပေးပြီးဂျင်းကRemusအတွက်ဖနက်ရှာပေးတဲ့ပက်ထရစ်ကRemusကသူ့အိတ်ကိုအမြဲပွေထားတာကိုတတိထားမိပြီးခိုးလိုက်တဲ့အထဲမှာပုံဆွအထားတာတွေကိုတွေ့ပြီးကလေးဆန်တယ်လို့လှောင်ပြောင်တဲ့နောက်ပိုင်းစီမုန်ရေချိုးခန်းထဲမှာစီးသွားနေတာကိုပက်ထရစ်ကအင်တာကညစ်ပတ်တယ်လို့ပြောပြီးစူတဲ့စီမုန်ကသူဘာလို့ဒေါသထွက်နေတာလဲဆိုတာသိချင်တဲ့ပက်ထရစ်ကသူတို့ဘန်ကာထဲမှာ6နှစ်နေခဲ့တယ်ဆိုတာလိမ်နေတာဖြစ်နိုင်တယ်ဒါမှမဟုတ်တကယ်ပဲအလောက်အပြစ်ကင်းစင်နေရင်အဖွဲ့အတွက်အန္တရာယ်ရှိတယ်လို့ပြောတယ်လူတိုင်းအိပ်ပျော်သွားတဲ့အခါဘီယာထရစ်နဲ့မာတင်ကအခန်းထဲကနေခိုးထွက်သွားတယ်Remusကနိုးနေပြီးသူတို့နောက်ကိုလိုက်သွားရသူတို့အတူတူနေနေတာကိုတွေးလိုက်ရတယ်ပြီးသွားတဲ့အခါမာတင်ကဘီယာထရစ်ကိုခဏလောက်ထပ်နေစေချင်ပေမဲ့သူမနေခဲ့ဘူးနောက်တနေ့မနက်အဖွဲ့ကထွက်သွားပြီးလီကအားနေလွန်းတာကြောင့်ပြိုလဲသွားတယ်Remusကအာယုံလွဲပြီးရေအိုင်ထဲကိုခြေလန်းလိုက်မိတဲ့အခါမာတင်ကပြစ်ဖို့ပြင်တယ်ဒါပေမဲ့စီမုန်ကကြားထဲဝင်ပြီးဘီယာထရစ်ကိုညစ်ပတ်တဲ့ဖနက်ကိုချွတ်ဖို့လက်အိတ်ဝတ်ခိုင်းတယ်Remusရဲ့ခြေထောက်ကခြောက်သွေးနေတာကိုအတီးပြုတ်ပြီးနောက်သူအသက်ဆက်ရှင်ခွင့်ရသွားတယ်နောက်ပိုင်းအဖွဲ့ကနောက်ထပ်ဘန်ကာတစ်ခုကိုရောက်သွားပြ
စီမုန်ကလက်ပွေနဲ့ဖွင့်လိုက်တဲ့ရိတ်ခါအလုံးလောက်တွေ့လို့စားတောက်နေချိန်စီမုန်ကမာတင်ကိုညီကို2ယောက်သူတို့နဲ့အတူမနေတော့ဘူးလို့ပြောတယ်မာတင်ကသူတို့တယောက်တည်းရုန်းကန်နိုင်မယ်လို့ထင်တဲ့အတွက်အပြစ်ကင်းစင်လုံးနဲ့လို့ပြောတယ်စီမုန်ကဒီဘန်ကာရဲ့တက်ပလက်ကိုသွားယူပြီးမီးဖွင့်လိုက်တယ်သူမဖခင်ရဲ့ဖုန်းကိုတွေးလို့အံ့အားသင့်သွားတယ်ဗီဒီယိုမက်ဆေ့တစ်ခုရှိနေပြီးရစ်မတ်နဲ့အတူရေချိုးခန်းထဲမှာပုံကြည့်ကြတဲ့မက်ဆေ့ကကုမ္ပဏီကြီးကဲဒင်စီကဖြစ်ပြီး Frederick ကိုကလေးတွေကိုစိတ်မပူဖို့ကဘာမပြတ်ခင်ကုသဆေးထုတ်ဖို့ဆွီဒင်ကိုသွားဖို့ပြောထားတဲ့အခုစီမုန်ကသူ့ဖခင်ဆွီဒင်မှာအသက်ရှင်နေတယ်လို့ထင်ပြီးအဲ့ဒီကိုသွားခြင်းနဲ့အတိတ်ကပြသချက်မှာဘီယာထရစ်လီနဲ့ဂျင်းတို့မာတင်နဲ့ပက်ထရစ်စီကနေထွက်ပြေးတာကိုပြတယ်နှစ်ယောက်သားအော်ပြောပြီးသတိပေးချက်အနေနဲ့ပြစ်ခတ်လိုက်လို့သူတို့ရက်သွားတယ်ဘီယာထရစ်ကသူတို့အိတ်ထဲမှာအစာမရှိကြောင်းမာတင်ပြစ်ချင်ရင်ပြစ်နိုင်ကြောင်းဒါပေမဲ့သူမကအစာရှာရမယ့်နေရာကိုပြနိုင်ကြောင်းပြောတယ်နောက်ပိုင်းဘီယာထရစ်ကသူတို့ကိုဖန်လုံအိမ်တစ်ခုစီခေါ်သွားပြီးအားလုံးအစာစားလိုက်ရတယ်မာတင်ကအစ်စ်လာသူတွေကိုစွန့်ပစ်ဖို့စီစဉ်ထားပေမဲ့ဘီယာထရစ်နဲ့ချစ်ကြိုက်သွားတဲ့အားလုံးအိပ်ပျော်သွားတဲ့အခါဘီယာထရစ်ကမာတင်စီလာပြီးအတူတူနေလိုက်ကြတယ်နောက်တနေ့မနက်ဘီယာထရစ်ကမာတင်ကိုသူမရဲ့မိဘတွေနဲ့ညီမကိုဆုံးရှုံးရတဲ့အကြောင်းပြောပြပြီးလီနဲ့ဂျင်းကိုမတွေ့ခင်အထိတယောက်တည်းပဲလို့ပြောတယ်အဖွဲတစ်ဖွဲရှိနေတာကပိုလုံကြုံတယ်လို့ပြောလိုက်တယ်ဒါကမာတင်ကိုအတူတူခီးသွားဖို့စိတ်ပြောင်းသွားစေတဲ့လက်ရှိအချိန်မှာစီမုန်ကမာတင်ကိုဗီဒီယိုပြပြီးဆွီဒင်ကိုဖခင်ကိုတွားရှာမယ်လို့ပြောတယ်မာတင်က Frederick ဟာသူ့ကလေးတွေကိုဘယ်တော့မှစစ်ဆေးမကြည့်ခဲ့လို့တေပြီလို့ထင်ပြီးကုသဆေးကြောင်းကောလာဟာလာတွေကိုလိုက်ရှာပေမဲ့အထောက်ထားမတွေ့ခဲ့ဘူးလို့ပြောတဲ့အခုအစရှိတဲ့ဘန်ကာတစ်ခုမှာလုံခြုံနေတဲ့အတွက်မာတင်ကအဖွဲကိုထပ်မရွှေ့တော့ဘူးလို့ညင်းပေမဲ့ကြံနေတဲ့တရားကိုဘယ်လိုရှာရမလဲဆိုတာလမ်းညွှန်ပေးတယ်ညီကို2ယောက်ထွက်သွားပြီးတဲ့နောက်လီနဲ့ဘီယာထရစ်နိုးလာပြီးဘာဖြစ်သွားလဲဆိုတာသိသွားတယ်ညီကိုတွေကသူတို့ကိုကူညီပေးခဲ့လို့သူတို့လည်းပြန်ကူညီတဲ့တဲလို့ထင်ပြီးဒေါသထွက်ကြတယ်ကုသဆေးရဖို့မျှော်လင့်ချက်ထားတာမမှားပါဘူးမာတင်ကထွက်သွားဖို့ညင်းတဲ့အတွက်ဂျင်းနဲ့မိန်းကလေးတွေကသူတို့ဘာသာထွက်သွားဖို့ဆုံးဖြတ်လိုက်တယ်ညီကို2ယောက်နောက်မြို့တစ်ခုကိုရောက်တဲ့အခါလမ်းပေါ်မှာမှောက်နေတဲ့ဘတ်စကားတစ်စီးကိုတွေ့ပြီးအတွင်းကိုကြည့်လိုက်တယ်အဲ့ဒီအချိန်မှာလူတွေလာတာကိုကြားလို့အမြန်ပုံးလိုက်ကြတယ်ဒါပေမဲ့ဂျင်းနဲ့မိန်းကလေးတွေဖြစ်နေတယ်သူတို့ကညီကိုတွေရဲ့ပြောစကားကိုယုံကြည်ပြီးကူညီခြင်းလို့အတူတူခီးသွားဖို့သဘောတူလိုက်ကြတယ်အဖွဲကနေ့လယ်စာစားဖို့အမြန်စားစာဆိုင်တစ်ခုမှာရက်နာတယ်ပြီးတော့ဂျင်းနဲ့လီကဂျင်းအတွက်မျက်မှန်အတုဝယ်ဖို့မျက်စိစစ်ဆေးတဲ့ဆိုင်ကိုသွားတယ်ရုတ်တရက်အပြင်မှာအကျန်းဖက်ကိုင်းတစ်ခုရောက်လာတယ်ဒါကြောင့်ဘီယာထရစ်နဲ့ညီကို2ယောက်အမြန်ပြေးကြတယ်ခေါင်းကအစားအစာကိုယူနေချိန်မှာသူတို့3ယောက်နောက်တကားကနေထွက်သွားတဲ့ရှုပ်ထွေးမှုတွေမှာစီမုန်ကဘီယာထရစ်နဲ့ရက်မက်စီကနေကွဲထွက်သွားတယ်အချိန်တော်ကြာပြေးပြီးတဲ့နောက်စီမုန်ကပျောက်ဆုံးနေတဲ့သူတွေရဲ့ပိုစတာတွေနဲ့ပြည့်နေတဲ့နေရန်ကြီးတွေခုကိုတွေ့ပြီးကလေးလေးတယောက်ပျောက်နေတာကိုတွေ့တယ်အဲ့ဒီအချိန်မှာကောင်းကင်မောင်းလာလို့စီမုန်ကကလေးကိုအနီးဆုံးအဆောက်အဦထဲဆွဲခေါ်သွားတယ်။သူမကနိုင်ငံကိုကွာရန်တင်းလုပ်ထားတဲ့ပိုစတာကိုမတွေ့လိုက်ဘူး။ဘယ်သူမှလာမကူညီနိုင်ဘူး။တောင်ဘက်ကိုသွားဖို့လိုပေမဲ့အဖွဲကမြောက်ဘက်ကိုသွားနေကြတယ်။အထဲမှာစီမုန်ကကလေးလေးကနာမကျန်းဖြစ်လို့ဆေးတောက်နေတာကိုသတိထားမိတယ်။ဆေးဘူးကိုကြည့်နေတော့ကလေးကလဲကျသွားတယ်။အဲ့ဒီအချိန်မှာဖခင်ဖြစ်သူရောက်လာပြီးကလေးကိုတယောက်တည်းထားဖို့စီမုန်ကိုပြောတယ်သူတို့ဆရာဝန်ကိုရှာဖို့နောက်မြို့ကိုသွားခြင်းပေမဲ့ခီးသွားဖို့အင်အားမရှိကြဘူးစီမုန်ကအစာနှဲငယ်ပေးပြီးကူညီလိုက်တယ်အဲ့ဒီအတော်အတွင်းမာတင်ကဘီယာထရစ်အကြောင်းပဲတွေးနေပြီးသူ့နောက်ကိုလိုက်ဖို့ဆုံးဖြတ်ကပက်ထရစ်ကိုပါခေါ်သွားတယ်မိုးဆက်ရွာတာနဲ့သူတို့ပုံလိုက်ကြတယ်ပက်ထရစ်ကသစိမ်းတွေစီကယူလာတဲ့ကရိယာနဲ့ကစားနေတုန်းပြုတ်ကျသွားပြီးအဲ့ဒီမှာဒေတာရဲ့မြေပုံကိုပြထားတယ်မာတင်ကသူတို့ကွာရန်တင်းစုံထဲမှာရောက်နေတာကိုညွှန်ပြတဲ့နေရန်ကိုသတိထားမိတယ်တစ်ချိန်တည်းမှာဘီယာထရစ်ကယမတ်ကိုအဆောက်အဦတစ်ခုတည်းဆွဲခေါ်သွားပြီးသူမလည်းအဲ့ဒီမှာမွေးဖွားခဲ့တာလို့ပြောပြတယ်6နှစ်အရင်ကမိဘတွေကကွာရှင်းတော့မယ်လို့ပြောတယ်စိတ်အနှောက်အယှက်ပြေအောင်ရုပ်ရှင်သွားကြည့်တော့အပြင်ထွက်လာတော့မိုးကသူမမိသားစုကိုတတ်လိုက်ပြီးယမတ်ကသူမကိုနှစ်သိမ့်ဖို့ပခုံးကိုဖတ်လိုက်ပေမဲ့ဘီယာထရစ်ကမိုးရက်သွားပြီလို့ပဲပြောလိုက်တယ်ကလေးနဲ့ဖခင်ဖြစ်သူအဆောက်အဦကထွက်သွားတဲ့အခါခိုင်းကသူတို့ကိုဝန်းရံပြီးအစာတွေကိုလူယူကြတယ်စီမုန်ကြောက်လန့်ပြီးပြေးသွားပေမဲ့လူတစ်ယောက်ကသူမကိုတွေ့သွားတယ်သူမအမြန်စားအစာဆိုင်ကိုပြန်ရောက်ပြီးအဖွဲနဲ့ပြန်ဆုံကထွက်သွားဖို့လိုတယ်လို့ပြောတယ်ကံမကောင်းစွာနဲ့ပဲအကျန်းဖက်လူကသူတို့ကိုတွေ့ပြီးဓာတ်နဲ့ချင်းချောက်ပြီးအစာတောင်းတယ်စီမုန်ကနောက်ပံကမှာအစာတွေအများကြီးရှိလို့ပေးလိုက်ဖို့ပြောတယ်သူကအဲ့ဒါဘာကိုဆိုလိုတာလဲလို့မေးရင်ယမတ်ကိုတဆခံဖြစ်ဖမ်းထားတယ်အဲ့ဒီအချိန်မှာပက်ထရစ်နဲ့မာတင်ရောက်လာပြီးသူတို့ကိုတနက်နဲ့ချိန်ထားတယ်။ယမတ်ရုံးကန်တဲ့အခါထိုလူကသူ့ကိုထိုးလိုက်ပြီးအိတ်ကိုယူကထွက်ပြေးသွားတဲ့တခြားသူတွေထိတ်လန့်နေချိန်
မာတင်ကရစ်မတ်ရဲ့ဒဏ်ရာကိုတိတ်နဲ့ပတ်ပေးလိုက်တယ်စီမွန်ကအနီးနားကတခြားဘန်ကာကိုတတိယပြီးအဖွဲ့ကရစ်မတ်ကိုတင်ဖို့လှည့်တစည်းရှာပြီးအမြန်ဆုံးသွားကြတယ်ဘန်ကာကိုရောက်တဲ့အခါတကားကအတင်းအဓမ္မဖွင့်ထားတာကိုတွေ့ပြီးရိတ်ခါတွေအကုန်ကုန်သွားပြီးသူတို့ကအဲ့ဒီမှာပဲညအိတ်ဖို့ဆုံးဖြတ်ပြီးစီမုန်ကကလေးလေးစီကရခဲ့တဲ့ဆေးကိုရစ်မတ်ကိုတိုက်လိုက်တဲ့နောက်ပိုင်းမာတင်ကစီမုန်ကိုမြေပုံပြပြီးနေရန်ကြီးကိုညွှန်ပြတဲ့တရားတွေအကုန်ဖျက်ဆီးခံထားရလို့ဒီနေရန်ကိုဗိုင်းရပ်စ်ကိုသူတို့နိုင်ငံထဲမှာပဲကန့်သက်ထားဖို့စောက်ထားတာလို့ထင်တယ်တခြားတစ်ဖက်မှာတော့တာမန်ဘဝတွေရှိနေမှာပေါ့သူတို့ဟိုဘက်ကိုသွားဖို့သဘောတူလိုက်ကြတယ်နောက်နေ့မနက်လီနဲ့ဂျင်းကကြံနေတဲ့တရားကိုအဝေးကနေကြည့်ပြီးသစိမ်းတွေစောင့်နေတာကိုတွေ့တယ်သူတို့ရဲ့ခင်မင်မှုကိုဆွေးနွေးပြီးဂျင်းကသူအတိတ်ကအမှားတစ်ခုလုပ်ခဲ့တယ်လို့ပြောပေမဲ့လီကဂယုမဆိုင်ဘူးအတိတ်ကပြသချက်မှာသူပထမဆုံးမိုးရွာပြီးနောက်မင်းမျောသွားပြီးလူတစ်ယောက်ကကဲတင်ပေးတာကိုပြတယ်ဘန်ကာထဲမှာရစ်မတ်ရဲ့အခြေအနေပိုဆိုးလာလို့စီမုန်ကမာတင်ကိုနေရန်စီမသွားခင်ဆရာဝန်တစ်ယောက်လိုအပ်တယ်လို့ပြောတယ်မာတင်ကတရားကိုညဘက်မှာဖျက်ရမယ်လို့ပြောပြီးမှောက်မိုက်တဲ့အတွက်စောင့်ကြည့်သူတွေမမြင်နိုင်ဘူးလို့မျှော်လင့်တယ်ဘီယာထရစ်ကရစ်မတ်ကိုအမြဲအချွဲနွဲလုပ်နေတာကိုသတိထားမိပြီးမာတင်ကသူမကိုအခန်းတီးတန့်ခေါ်ပြီးဒါရီပြပြီးရင်ချိန်တွေးဖို့ခေါ်တယ်မာတင်ကသူမကိုရစ်မတ်နဲ့မကစားဖို့လည်းပြောတယ်စီမုန်ကသူ့အကိုမရှောင်နိုင်တော့တာကိုသတိထားမိပြီးကားတစ်စီးလိုချင်တဲ့ကားရှိတဲ့သူတွေကသစိမ်းတွေပဲဖြစ်ပြီးစီမုန်မှာအစီအစဉ်တစ်ခုရှိတယ်သူအပြင်မှာရှောက်သွားနေတော့ဒရုန်းကမြင်သွားတယ်ပြီးတော့ကားပါကင်ကိုတောင်တစ်ခုတည်းပြေးဝင်သွားတယ်သစိမ်းတွေလိုက်လာတဲ့အခါအဖွဲ့ကဒရုန်းကိုပစ်ချပြီးထိုလူတွေကိုဝန်းရံပြီးအမြန်ရိုက်နှက်ကြတယ်သူတို့ကိုကြိုးတုပ်ထားလိုက်တယ်ပတ်ထရစ်ကသူတို့ကိုပြစ်တက်ချင်ပေမဲ့စီမုန်ကငင်းခုန်ပြီးစစ်ဆေးမေးမြန်းရမယ်လို့ပြောတယ်သစိမ်းတွေနိုးလာတဲ့အခါဘာမှမဖြေကြဘူးအဲ့ဒီအချိန်မှာဂျင်းကလူတစ်ယောက်ရဲ့လက်မောင်းမှာငွေတက်တူရှိတာကိုတွေ့ပြီးမာတင်ကိုသူတို့ကိုတက်ရမယ်လို့ပြောပေမဲ့အကြောင်းရင်းကိုတော့မပြောဘူးမာတင်ကအားလုံးကိုထရက်ကားစီတွားခိုင်းပြီးတနက်တန်၃ချက်ထွက်လာတယ်ဘီယာထရစ်နဲ့ရစ်မတ်ကိုတင်ပြီးအဖွဲ့ကတရားကိုဘာခက်ခဲမှမရှိပဲဖြစ်သွားတယ်မာတင်လူတွေကိုတက်လိုက်လို့စီမုန်ဒေါသထွက်ပေမဲ့ဂျင်းကသူတို့ခံထိုက်တယ်လို့ပြောတယ်နောက်ထပ်အတိတ်ကပြသချက်အရာချင်းမေ့မျောသွားပြီးနောက်သဘောကောင်းတဲ့လင်မယားဆောင်တွဲကသူ့ကိုကယ်တင်ပြီးပြုစုပေးတာကိုပြတယ်သူနေကောင်းလာတဲ့အခါထွက်သွားဖို့ကြိုးစားပေမဲ့နားမကြားတဲ့သမီးဗီဒါကသူ့ကိုမထွက်သွားဖို့တောင်းပန်တဲ့ဂျင်းမှာသွားစရာနေရာမရှိလို့သူတို့မိသားစုနဲ့နေပြီးလက်တင်ဂီတပြစကားကိုတင်ယူတယ်တနေ့သစိမ်းတွေအိမ်ကိုရောက်လာတယ်ဖခင်ဖြစ်သူကသူတို့နဲ့တွေ့ဖို့အပြင်ထွက်သွားပြီးဂျင်းနဲ့ဗီဒါကပုံနေကြတယ်ရုတ်တရက်သစိမ်းတွေကဖခင်ကိုပြစ်တက်ပြီးအိမ်ထဲဝင်လာကမိခင်ကိုဖမ်းခေါ်သွားတဲ့ဂျင်းကအားလုံးကိုကြည့်နေပြီးဗီဒါအောင်မဆိုးလို့ပါဆက်ကိုအုပ်ထားရတဲ့သူစိမ်းတွေထွက်သွားတော့ဂျင်းကမွေးတက်တူးကိုတတိထားမိတယ်ပြီးတော့ဗီဒါကိုစစ်ကြည့်ရအမှတ်မထင်ပါဆက်ကိုအုပ်ထားမိလို့တည်သွားတာကိုတွေးလိုက်ရတယ်လက်ရှိအချိန်မှာအဖွဲ့ကမြို့တစ်မြို့ကိုရောက်ပြီးဒရုန်းလွတ်လိုက်ရအပူချိန်ရှိတဲ့အိမ်တစ်လုံးကိုတွေ့တယ်ဆရာဝန်ကလက်နက်နဲ့ချင်းချောက်ပြီးကြိုးဆိုပေမဲ့ရစ်မတ်ရဲ့အခြေအနေဆိုးကိုမြင်တော့ကူညီဖို့သဘောတူလိုက်တယ်ရစ်မတ်ရဲ့ဒဏ်ရာကိုချုပ်ပေးပြီးတဲ့နောက်ဆရာဝန်ကစီမုန်ကိုနောက်ပဲသွားမလဲလို့မေးတယ်စီမုန်ကဖခင်အကြောင်းပြောပြတယ်အဲ့ဒီနာမည်ကြားတဲ့အခါဆရာဝန်ကခဏလောက်ရက်သွားပြီးရစ်မတ်ကိုတက်တနက်ဆေးထိုးဖို့လိုတဲ့တခြားအဆောက်အဦမှာရှိတယ်လို့ပြောတယ်ညီကိုနှစ်ယောက်သူ့နောက်ကိုလိုက်သွားပြီးသူမကလက်ပွေနဲ့ဘန်ကာကိုဖွင့်တာကိုတွေ့လို့အံ့အားသင့်သွားတယ်ဆရာဝန်ကသူတို့ကုမ္ပဏီမှာပဲလုပ်ခဲ့တာဖြစ်ပြီးဖခင်ကိုမသိဘူးလို့ပြောတာကိုစီမုန်ကထူးဆန်းတယ်လို့ထင်တယ်သူတို့ဘန်ကာထဲဝင်သွားပြီးဆရာဝန်ကရစ်မတ်ကိုစပွဲမှာချီနှောင်ထားလိုက်တယ်ရုတ်တရက်ဆရာဝန်ကစီမုန်ရဲ့လေဘင်းကိုဆွဲပြီးနေရန်ကိုပြစ်ပေါက်ကဖရက်ထရစ်ကသူမရဲ့ကလေးတွေကိုတတ်ခဲ့တယ်လို့အော်ပြောတယ်အဲ့ဒီအတော်အတွင်းယောက်ျားလေးတွေအစာရှာထွက်တယ်အဲ့ဒီအချိန်မှာသစိမ်းတွေရောက်လာပြီးဂျင်းကမွေးတက်တူးကိုထပ်တွေ့လိုက်ရလို့မာတင်ကအဲ့ဒီလူ၃ယောက်ကိုမတက်ခဲ့ဘူးဆိုတာသိသွားတယ်ဂျင်းကဆရာဝန်ရဲ့လက်နက်ကိုယူပြီးအပြင်ကိုပြေးထွက်ကတက်တူးပါတဲ့လူရဲ့ခေါင်းကိုပစ်လိုက်တယ်ပြီးတော့တခြားသူစိမ်းတွေကိုသူ့ကိုဖမ်းခွင့်ပေးလိုက်တယ်ပတ်ထရစ်နဲ့မာတင်ထွက်ပြေးပြီးဘီယာထရစ်နဲ့လီစီပြန်ရောက်ကထွက်သွားအဖို့လိုတယ်လို့ပြောတယ်ဘန်ကာထဲမှာဆရာဝန်ကဖရက်ထရစ်နဲ့စတန်တို့ကသူမရဲ့တတိပေးချက်ကိုနားမထောင်ပဲဗိုင်းရပ်စ်ကိုအတင်းထုတ်လိုက်တယ်လို့ညှိတွားတယ်သူတို့ကလေးတွေဒုက္ခရောက်နေတာကိုဖရက်ထရစ်မြင်စေခြင်းလို့အရာအလုံးကိုတက်ပလက်နဲ့မှတ်တမ်းတင်တဲ့ရစ်မတ်ကိုစေးထိုးတော့မဲ့အချိန်စီမုန်ကမိခင်လည်းတည်သွားပြီလို့ပြောလိုက်ရဆရာဝန်အပ်ကိုပြုတ်ကျသွားတယ်ဒါပေမဲ့မာတင်ဘန်ကာထဲကိုအချိန်ကိုက်ဝင်လာပြီးသူမကိုပြစ်တက်လိုက်တယ်သူတို့မထွက်ခွာခင်စီမုန်ကအပ်ကိုယူလိုက်တယ်နောက်ပိုင်းအဖွဲ့ကတောအုပ်ကိုဖျက်ပြီးညအိတ်ဖို့
နောက်ထပ်မြို့တစ်ခုကိုရောက်တဲ့ပက်ထရစ်ကမာတင်ကိုသစိမ်းတွေကိုမပစ်တတ်ခဲ့တဲ့အတွက်စူတယ်သူတို့ဒီနေရာကိုရောက်လာတာမာတင်ကြောင့်လို့ထင်တယ်ဂျင်းတရားတာလဲမာတင်ကြောင့်လို့ဆွဆွဲပေမဲ့မာတင်ကသစိမ်းတွေကဂျင်းကိုဖမ်းသွားတာမူသူအသက်ရှင်နိုင်သေးတယ်လို့ပြန်ပြောတယ်မာတင်ကကူညီဖို့ကြိုးစားမဲ့အစားအရင်ဆုံးပြေးသွားတာပက်ထရစ်ပဲလို့ပြောလိုက်တယ်မာတင်ထွက်သွားပြီးနောက်ပက်ထရစ်စိတ်တက်ကြသွားတယ်ညနေပိုင်းမှာအဖွဲ့ကမိုးရွာနေလို့အဆောက်အဦတစ်ခုမှာပုန်းနေကြတယ်လီကဗီလာကိုမြင်မြုပ်ပေးပြီးနောက်ဂျင်းကိုသူတို့နဲ့အတူခေါ်လာပုံကိုပြန်တွေးမိတယ်စီမုန်ကမာတင်ကိုသစိမ်းတွေကိုပြစ်တက်ခဲ့တဲ့နယ်လို့ပြောပေမဲ့မာတင်ကညှင်းလိုက်ပြီးလက်ချင်းတွဲထားတာကိုဘီယာထရစ်မြင်သွားတဲ့နောက်ပိုင်းမှာအဖွဲ့တော်ထဲမှာလမ်းပြောက်နေကြတယ်ဘာလို့လဲဆိုတော့စီမုန်နောက်ခံကားကိုမရှာနိုင်တော့ဘူးအဲ့ဒီနေရာကမြေပုံထဲမှာမရှိဘူးလူတိုင်းငင်းခုန်နေပြီးပက်ထရစ်ကညီကိုတွေကိုရန်လိုလာလို့လီကသူ့ကိုခေါ်သွားတယ်သူတို့ချင်းကိုလွမ်းနေတာကိုမျှဝေရင်းဖတ်ထားလိုက်ကြတယ်အဲ့ဒီအချက်အိမ်မအဖွဲ့ကအဝေးမှာမီးရောင်တွေကိုတွေ့ပြီးအင်ကြီးတစ်လုံးစီရောက်သွားတဲ့အဝင်ဝမှာသူတို့ကလူစိမ်း3ယောက်ရဲ့ဝန်းရံချင်းခံရတယ်သူတို့ကအဖွဲ့ကိုအိမ်ထဲမှာနေခွင့်ပေးမယ်ဒါပေမဲ့တနက်ကိုပေးရမယ်လို့ပြောတယ်မာတင်ကအရင်ဆုံးညင်းတယ်ဒါပေမဲ့မိုးရွာတော့မဲ့အတွက်တခြားရွေးချယ်စရာမရှိတော့ဘူးအထဲမှာတနက်ကိုတိမ်သွားပြီးအဖွဲ့ကနေထိုင်သူတွေအားလုံးဝတ်စုံသူတွေဝတ်ထားတာကိုတတိထားမိတယ်ရုတ်တရက်ရက်မက်နာကျင်ပြီးလဲကျသွားတယ်ဒါကြောင့်ကာရင်ကသူတို့ကိုအိတ်ဆရာနေရာရှိတဲ့အခန်းတစ်ခုစီခေါ်သွားတယ်ကာရင်ကတကားကိုပိတ်လိုက်ပြီးသူတို့အိတ်ဖို့ပဲရတော့တယ်နောက်တနေ့မနက်ကာရင်ကအဖွဲ့ကိုနေရာတွေကိုလှည့်ပြပြီးဟင်းသီးဟင်းရွက်တွေနဲ့တစ်သီးတွေပြည့်နေတဲ့ဥယျာဉ်ကိုတွေ့သွားတယ်ပြီးတော့သူတို့ကိုရေချိုးခန်းစီခေါ်သွားပြီးအဝတ်တွေကိုလျှော်ဖို့ပေးလိုက်ခိုင်းတယ်ကာရင်ကအိမ်မှာတန့်ရှင်းတဲ့ရေတွင်းရှိလို့ရေချိုးလို့ရတယ်လို့ပြောတဲ့အဖွဲ့ကမယုံကြည်လို့ကာရင်ကရေချိုးပြပြီးဘေးကင်းကြောင်တက်တည်ပြတယ်ကာရင်ထွက်သွားပြီးနောက်မာတင်ကထွက်ပြေးဖို့ပြောပေမဲ့တခြားသူတွေကဒီနေရာကိုသဘောကျပြီးရေချိုးလိုက်ကြတယ်သူတို့တယောက်နဲ့တယောက်ကြည့်နေကြပြီးဆက်ပြာနဲ့စော့နေကြပေမဲ့ရက်မက်စ်ကတော့မစော့ဘူးဘာလို့လဲဆိုတော့သူ့ဒဏ်ရာကပြန်သွေးထွက်နေလို့ပါသူတို့ပြီးတဲ့အခါစီမုန်ကဒဏ်ရာကိုကြည့်ပြီးကူးဆက်ခံထားရတာကိုတွေ့လိုက်ရတယ်တစ်ချိန်တည်းမှာမာတင်ကစူးစမ်းမှုသွားပြီးအဝတ်တွေပြည့်နေတဲ့အခန်းတစ်ခန်းကိုတွေ့တယ်ကလေးဖက်နှက်တွေလည်းရှိပေမဲ့ကလေးတယောက်မှမတွေ့ရဘူးသူညစာစားခန်းထဲသွားပြီးသူ့တငယ်ချင်းတွေအဝတ်တွေဝတ်ပြီးပျော်ရွှင်စွာမနက်စာစားနေတာကိုတွေ့တယ်သူဖက်နှက်တွေကြောင့်မေးတဲ့အခါခေါင်းဆောင်ကအပြင်မှာစော့နေတဲ့ကလေးတွေကိုညွှန်ပြပြီးယုံကြည်မှုရှိဖို့ပြောတယ်ဒါပေမဲ့မာတင်ကတော့တန်တရားရှိနေသေးပါတိတက်နေရမှာလီကမာတင်အတွက်ကာရင်ကိုတောင်းပန်ပြီးသူတို့ဒီမှာရှိတဲ့အံ့ဩစရာကောင်းတဲ့အတိုင်းဝိုင်းကြောင်းဆွေးနွေးကြတယ်ကာရင်ကသူမကိုသူတို့နဲ့အတူနေဖို့ဖိတ်ခေါ်ပေမဲ့လီကတငယ်ချင်းတွေနဲ့အတူထွက်သွားရမယ်လို့ပြောတယ်ပြီးတော့ကာရင်ကနောက်နေ့ကျင်းပမဲ့အထိမ်းအမှတ်ပွဲထိတော့နေဖို့ပြောတယ်လီကသူ့သမီးလေးနဲ့တူတယ်လို့လည်းပြောလိုက်တဲ့အတိတ်ကပြသချက်မှာလီကခရစ်ယာန်မိသားစုမှာကြီးပြင်းလာတာကိုပြတယ်။သူမရဲ့မိခင်ကပါတီပွဲတွေတွားခွင့်မပေးချင်ပေမဲ့လီကသူတို့ရဲ့အလွန်ကြုံဆောက်ရှောက်တာကိုညှင်းငွေ့နေပြီးညှင်းခုန်ပြီးနောက်သူပဲပါတီကိုတွားခဲ့တယ်။လက်ရှိအချိန်မှာသိပ္ပံပညာရှင်တယောက်ကရက်မက်စ်ရဲ့ဒဏ်ရာကိုကြည့်ပြီးဆိုးရွားနေတာကိုတွေ့တယ်။သူကပဋိဇီဝဆေးတွေကုန်သွားပြီလို့ရှင်းပြပြီးဒဏ်ရာကိုဆေးဖို့ရက်မက်စ်ကိုမေးဆေးပေးခြင်းနဲ့သိပ္ပံပညာရှင်ကဆေးထိုးအပ်ကိုယူလိုက်ပြီးစီမုန်ကအဲ့ဒါဆရာဝန်စီကအပ်နဲ့တူနေတာကိုတတိထားမိတယ်ဒါကြောင့်သူမကတာစီဘီသူမအိတ်ထဲမှာဆေးရှိတယ်လို့ရှင်းပြတယ်သိပ္ပံပညာရှင်မကြည့်တဲ့အချိန်စီမုန်ကဒီအပ်ကိုခိုးလိုက်တယ်နောက်ပိုင်းသူတို့အခန်းသစ်မှာစီမုန်ကအပ်တွေကိုနိုင်ရှင်ကြည့်ပြီးတစ်ချက်ပဲကွာခြားတာကိုတွေ့တယ်တစ်ခုမှာအဝိုင်းရှိပြီးနောက်တစ်ခုမှာကြက်ချေခက်ရှိတယ်သူမအာယုံလွဲနေချိန်ရက်မက်စ်ကဆေးတွေထပ်တောက်လိုက်တယ်စီမုန်ကအပ်တွေကိုခေါင်းဆောင်စီယူသွားပြီးအပိုလွန်နဲ့ပတ်သက်တာကိုမေးတယ်သူတို့ကမေးခွန်းကိုမဖြေဘဲအပ်တွေကိုတင်းယူလိုက်ပြီးစီမုန်ကိုအတိတ်ကိုမေးထားဖို့ပြောတယ်တခြားအိမ်ထဲမှာလီကကာရင်နဲ့အတူတရားထိုင်နေပြီးကာရင်ကသူမကိုလည်းအတိတ်ကိုမေးဖြစ်ဖို့ပြောတယ်လီကမလုပ်ချင်ဘူးဘာလို့လဲဆိုတော့သူမအမားကြီးတစ်ခုလုတ်ခဲ့မိလို့ပါနောက်ထပ်အတိတ်ကပြသချက်မှာပါတီပွဲမှာတယောက်ကသူမရဲ့အဖျော်ရည်ထဲဆေးခတ်လိုက်တယ်လီကသတိလစ်ပြီးယောက်ျားလေးတွေနဲ့အတူကပ်နေတာကိုရိုက်ထားကြတယ်ပြီးတော့သူတို့သူမကိုအခန်းထဲဆွဲခေါ်သွားပြီးအနိုင်ကျင့်ကရိုက်ထားကြတယ်နောက်နေ့မနက်လီနိုးလာပြီးအန်လိုက်တဲ့ဖုန်းကိုစစ်ကြည့်တဲ့အခါရုပ်ဆိုးတဲ့ဗီဒီယိုတွေကိုတွေ့ပြီးစိတ်တက်ကြသွားအားတယ်လီကူညီတောင်းဖို့မိခင်ကိုဖုန်းခေါ်ပေမဲ့မိခင်ကလူတိုင်းဒီဗီဒီယိုကိုမြင်ပြီးပြီလို့ပြောကသူမကိုလာမခေါ်တော့ဘူးပါတီမသွားဘူးပြောခဲ့တာကိုနားမထောင်လို့ပဲလို့ပြောလိုက်တယ်လက်ရှိအချိန်မှာမာတင်ကအဆောက်အဦကိုဆက်ရှာနေပြီးလူတချို့တစ်ခုခုကို
အပိုင်းပိုင်းဖြတ်နေတဲ့မြေအောက်ခန်းကိုတွေ့သွားတယ်။သူအနီးကပ်ကြည့်ဖို့ပြင်နေတော့မိန်းမတစ်ယောက်ကသူ့ကိုနှင်ထုတ်လိုက်တဲ့အပေါ်ထပ်မှာစီမုန်နဲ့တွေ့ပြီးသူတို့နှစ်ယောက်လုံးတန်တရားရှိတာကိုမျှဝေကြတယ်ပြီးတော့သူတို့မြေအောက်ခန်းကိုပြန်သွားဒါပေမဲ့အဲ့ဒီလူတွေမရှိတော့ပဲစပွဲလဲတန့်ရှင်းနေတယ်နောက်နေ့မာတင်ကသူ့တငယ်ချင်းတွေကိုထွက်သွားဖို့ကြိုးစားပေမဲ့တခြားသူတွေကဒီနေရာကိုသဘောကျနေပြီးစီမုန်ကအရေးအယောင်တွေကိုပိုရှာချင်နေတယ်ပြီးတော့ကာရင်ကလီကိုနောက်ထပ်တရားထိုင်တဲ့အခန်းကိုခေါ်သွားပြီးသူမကိုအနိုင်ကျင့်ခံရတဲ့နောက်တစ်နေ့အကြောင်းတွေးမိစေတယ်လီအောက်ထပ်ဆင်းသွားပြီးလူတိုင်းအနောက်ဘက်မှာပျော်ရွှင်နေတာကိုတွေ့တယ်သူမဖျားသခင်ကိုအကူအညီတောင်းပြီးအဲ့ဒီအချိန်မှာပဲမိုးကသူမကိုအနိုင်ကျင့်တဲ့သူတွေကိုတပ်ပစ်လိုက်တယ်သူမမိခင်ကဖုန်းဆက်ပြီးလာခေါ်မယ်လို့ကတိပေးပေမဲ့အပြင်ထွက်တဲ့အချိန်မှာပဲတည်သွားတယ်လက်ရှိအချိန်မှာလီကကာရင်ကိုသူမမိခင်ကိုတက်လိုက်မိပြီလို့ပြောရင်းငိုတဲ့ညနေပိုင်းမှာအထိတ်မှတ်ပွဲတော်စတင်ပြီးမာတင်ကတားမြစ်ထားတဲ့နေရာတွေကိုဝင်ဖို့အခွင့်အရေးယူလိုက်တယ်သူရေခဲတစ်တာကိုစစ်ကြည်ရာလူခန္ဓာကိုယ်အစိပ်ပိုင်းတစ်ခုကိုတွေ့ပြီးထိတ်လန့်သွားတဲ့စပွဲမှာခေါင်းဆောင်ကသူတို့ရဲ့ခန္ဓာကိုယ်နဲ့ပျော်ရွှင်မှုပေးမဲ့နောက်လူကိုရှာဖို့အချိန်တန်ပြီလို့ကြေညာတဲ့အဖွဲ့ကဒါဟာစကလုံးတက်ပဲလို့ထင်ပေမဲ့လီကသူတို့လူသားသားစားနေကြမှန်းသိသွားတယ်ပက်ထရစ်အန်လိုက်ပြီးစီမုန်ကသူတို့ထွက်သွားတော့မယ်လို့ပြောပေမဲ့ခေါင်းဆောင်ကသူတို့ကိုနေခိုင်းတယ်အဲ့ဒီအချိန်မှာမာတင်ဝင်လာပြီးခေါင်းဆောင်ကိုထိုးလိုက်ပေမဲ့တိတ်ပံပညာရှင်ကသူ့တနက်နဲ့ချိန်ပြီးတားလိုက်တယ်ပြီးတော့အဖွဲ့ကပကံလုံးတွေကစာရွက်တွေကိုမဲနှိုက်ရတယ်သူတို့ဖွင့်ကြည့်လိုက်တဲ့အခါလီကပန်းပွင့်ကိုတွေ့သွားပြီးသူမကိုနောက်ထပ်ရစ်ပူဇော်မဲ့သူအဖြစ်တတ်မှတ်လိုက်တဲ့ကိုးကွယ်သူတွေကလီကိုဆွဲခေါ်သွားမဲ့အချိန်ကာရင်ကပန်းပွင့်ကိုလူယူပြီးသူမနေရာမှာအစားဝင်မယ်လို့ကြေညာလိုက်တယ်လီစိတ်တက်ကြသွားပေမဲ့ကာရင်ကသူမကိုဖတ်ပြီးဆက်ရှင်တန်ဖို့ပြောတယ်နောက်ပိုင်းခေါင်းဆောင်ကအဖွဲ့ကိုထွက်သွားခွင့်ပေးလိုက်တယ်တကားမှာစီမုန်ကအတွေ့အကြောင်းထပ်မေးတယ်တိတ်ပံပညာရှင်ကသူနဲ့ဖရက်ထရစ်တို့ကဘာကြီးကိုဖျက်ဆီးလိုက်မိပြီလို့ပြောတယ်ဒါဟာပိုကောင်းလာနိုင်ပေမဲ့ခေါင်းဆောင်ကသူ့ကိုစကားဆက်မပြောအောင်တားလိုက်တဲ့အဖွဲ့ထွက်သွားပြီးတဲ့နောက်ခေါင်းဆောင်ကတိတ်ပံပညာရှင်ကိုအတိတ်မှာပဲတွေ့ကပ်နေလို့အဖွဲ့ကနေနှင်ထုတ်လိုက်တယ်တော်ထဲမှာတိတ်ပံပညာရှင်ကအဖွဲ့ကိုတွေ့ပြီးသူနဲ့ဖရက်ထရစ်တို့အကဘာကြီးကိုကဲတင်မယ်လို့ထင်ခဲ့ပေမဲ့အဲ့ဒီအစားတက်လိုက်မိတာလို့ရှင်းပြတယ်ပြီးတော့သူကိုယ်တိုင်ဆေးထိုးလိုက်ပြီးမခံမရက်နိုင်အောင်နာကျင်လာလို့မာတင်ကတနာစိတ်နဲ့ပြစ်တက်လိုက်တယ်ပြီးတော့အပိုလုံးကိုသူတို့နောက်ဆုံးဥတီယာဖြစ်ရမယ်လို့ပြောပြီးစီမုန်ကအကိုပြန်ယူလိုက်တဲ့အတိတ်ကပြသချက်မှာပက်ထရီရဲ့ဘဝဆိုးကိုပြတယ်သူကြီးစားကအားမရှိဘူးလို့ပြောပြီးလမ်းခွဲတယ်သူ့အလုရှင်ကမိငါးချိန်လောက်ရှုံမိလို့အလုထုတ်လိုက်ပြီးလူမှုရေးဝန်ထမ်းကသူ့ကိုဘာမှမျှော်လင့်ချက်မရှိတော့ဘူးလို့ပြောတယ်။ဒါပေမဲ့သူကသူတို့စကားတွေကိုဂရုမစိုက်ခဲ့ဘူး။တနေ့သူ့ဖခင်ကသူ့ကိုကားတစ်စီးပေးပြီးအဝေးကိုသွားဖို့ဘယ်တော့မှပြန်မလာဘူးပြောတယ်။ပက်ထရစ်ကကားထဲမှာပဲအိမ်ရင်နိုးလာတဲ့အခါမိုးရေကြောင့်လူတိုင်းတေကုန်ပြီးလက်ရှိအချိန်မှာမာတင်နဲ့ပက်ထရစ်တို့အခြေအနေကိုဆွေးနွေးကြပြီးမာတင်ကသူတို့အတူတူခီးသွားတာတငယ်ချင်းဖြစ်လာတာမဟုတ်ဘူးလို့ပြောတယ်။တစိမ့်တွေစီကယူလာတဲ့ရေဒီယိုကသတင်းတစ်ခုဖမ်းမိပြီးမာတင်မြေပုံကိုကြည့်ရာသူတို့နီးကပ်လာပြီလို့ကောက်ချက်ချလိုက်တယ်ရုတ်တရက်သူတို့အတန်ကြားပေမဲ့ခွေးတကောင်ပဲဖြစ်နေတယ်မာတင်ကဒါကကူးဆက်ခံထားရတယ်လို့ထင်ပြီးပြစ်တက်ချင်တယ်ဒါပေမဲ့ပက်ထရစ်ကကြောက်ခဲနဲ့ပြစ်ပြီးခြောက်ထုတ်လိုက်ကမာတင်ကိုအားလုံးကိုမတက်ဖို့ပြောလိုက်တယ်နောက်ပိုင်းအဖွဲ့ကအစာကုန်နေပြီးအနီးနားမှာဘန်ကာတစ်ခုရှိပေမဲ့ဒဇိန်းတွေကအရန်နီးနေလို့ဘာလို့မလဲဆိုတာဆွေးနွေးကြတယ်မာတင်ကထွက်သွားခြင်းနဲ့ဒါပေမဲ့ရက်မတ်ကနာကျင်လုံးလို့မရွေးနိုင်ဘူးလို့ပြောတယ်ညှင်းခုန်မှုတွေဖြစ်ပြီးဘီယာထရစ်ကယင်မတ်နဲ့ကြံခဲ့ပြီးတခြားသူတွေကဘန်ကာစီသွားဖို့ဆုံးဖြတ်လိုက်တယ်မာတင်ကဘီယာထရစ်နဲ့တီးတန့်စကားပြောပြီးယင်မတ်အကြောင်းမေးတယ်ပြန်ပြီးတော့ဘီယာထရစ်ကသူ့နဲ့စီမုန်အကြောင်းမေးတယ်သူတို့တယောက်နဲ့တယောက်မတင်တော်ဘူးဆိုတာသဘောပေါက်ပြီးလမ်းခွဲဖို့သဘောတူလိုက်ကြတယ်အားလုံးထွက်သွားပြီးတဲ့နောက်ယင်မတ်ကပတ်တီးကိုဖြေလိုက်ပြီးဒန်ယာကပျောက်နေတာကိုပြတယ်သူဘီယာထရစ်နဲ့တနေ့တာအားလည်းရယူနိုင်အောင်လိန်ပြောခဲ့တာပါသူတို့အတူတူအချိန်ဖြုံးပြီးရက်မတ်ကဘီယာထရီရဲ့ပုံကိုဆွဲပေးတယ်ဒါပေမဲ့သူမသူ့ကိုနမ်းဖို့ကြိုးစားတဲ့အခါသူလှည့်ကြည့်လိုက်တယ်ပြီးတော့သူဆေးတောက်ဖို့ကြိုးစားပေမဲ့ဘီယာထရစ်ကသူမနာတော့ဘူးလို့ပြောပြီးတားလိုက်တယ်တစ်ချိန်တည်းမှာအဖွဲ့ကရေးပိုက်ကြီးတစ်ခုအောက်မှာဘန်ကာကိုတွေ့သွားတယ်ပက်ထရစ်ကတယောက်ဒီမှာရှိတယ်လို့ပြောပေမဲ့သူ့စကားကိုလစ်လူရှုလိုက်တယ်စီမုန်ကဖွင့်တဲ့အခါမာတင်ရဲ့အစီအစဉ်ကိုဂရုမစိုက်ဘဲပက်ထရစ်အထဲကိုအမြန်ဝင်သွားတယ်ဘန်ကာထဲမှာဘယ်သူမှမရှိပေမဲ့အရာဝတ်ထုတွေကမကြသေးခင်ကလူနေထိုင်ခဲ့ကြောင်းအတည်ပြုနေတဲ့စီမုန်ကနိုင်ရန်မှာကလေးတွေပုံဆွဲထားတာကိုသတိထားမိပြီးပက်ထရစ်ကအရက်တောက်နေတဲ့
မာတင်ကစာရွက်စာတမ်းတွေနဲ့မျက်မှန်တွေအများကြီးတွေ့ပြီးမိန်းကလေးတွေကကလေးခန်းကိုတွေ့သွားတယ်တက်ပလက်ထဲမှာတော့ဒီဘန်ကဆရာဝန်ကအပြစ်မဲ့သူတွေကိုစမ်းသပ်တာတွေကိုတွေ့သွားတယ်သူကဖခင်တယောက်ကိုအပိုလွန်အပ်နဲ့ကယောဂဗိုင်းရပ်စ်ထိုးလိုက်တဲ့ Frederick ကမျက်နှာပြင်တစ်ခုကနေကြည့်နေပြီးထိုလူကခုခံနိုင်စွမ်းရှိလားလို့မေးပေမဲ့ထိုလူကမိနစ်အနည်းငယ်မှပဲတည်သွားတဲ့နောက်ခံမှာထိုလူရဲ့သမီးလေးကဖခင်အတွက်အော်ဟစ်နေတယ်ဒါပေမဲ့Frederick ကဆရာဝန်ကိုနောက်ထပ်စမ်းသပ်မှုအဖြစ်သူမကိုအသုံးပြုဖို့ပြောတယ် Patrick ကတက်ပလက်ထဲမှာဒီလိုဗီဒီယိုတွေထောင်ပေါင်းများစွာရှိနေပြီးသူတို့ဆက်နေရင်နောက်ထပ်သူတို့ဖြစ်လာလိမ့်မယ်လို့ပြောတယ်စီမွန်ကကုသဆေးရှာဖို့စမ်းသပ်မှုကလိုအပ်တယ်လို့ထင်ပေမဲ့ Patrick ကအဲ့ဒါလူတက်မှုလို့ခေါ်ပြီးသူတို့ညှင်းခုန်ကြတယ်မာတင်ကသူတို့ကိုတားပြီးထွက်သွားဖို့ပြောပေမဲ့မိုးရွာနေတာကိုတွေ့သွားတယ်သူတို့မှစောင့်ဖို့ပဲရှိတော့တယ်စွန့်ပစ်ထားတဲ့အိမ်ထဲမှာဘီယာထရစ်နဲ့ရက်မတ်ကမိုးထဲမှာခွေးကိုကြည့်နေတယ်ရက်မတ်ကဆေးမရလို့ဖြတ်တောက်တဲ့ဝေဒနာကိုခံစားနေရပြီးတုံနေလို့ဘီယာထရစ်ကကခုန်ပြပြီးစိတ်အနှောက်အယှက်ပြေအောင်လုပ်ပေးတယ်သူတို့ခေါင်းမိုးကနေမိုးရေယူကျနေတာကိုမတတိထားမိလိုက်ဘူးဘီယာထရစ်ကရက်မတ်ကိုအတူတူနေချင်လာလို့မေးပြီးသူတို့နမ်းလိုက်ကြတယ်အဲ့ဒီအချိန်မှာရေစက်တစ်ခုကဘီယာထရစ်ရဲ့ပါးပြင်ပေါ်ကျလာပြီးရက်မတ်ကသူမကိုတွန်းထုတ်လိုက်တယ်ဘီယာထရစ်စိတ်တက်ကြသွားပြီးရက်မတ်ကသူမကိုနမ်းပြီးသူတို့အတူတူအဆုံးသတ်နိုင်တယ်လို့ပြောလိုက်တယ်သူတို့အတူတူနေလိုက်ကြတယ်ဘန်ကာထဲမှာပက်ထရစ်အရက်တောက်နေပြီးမာတင်ကသူပါလို့ဒေါသထွက်နေတာလဲလို့တွေးနေတယ်ပက်ထရစ်ကမာတင်ကသူတို့တငယ်ချင်းမဟုတ်ဘူးလို့ပြောတော့ကနာကျင်သွားတယ်လို့ရှင်းပြတယ်မာတင်ကသူပါပြောလဲဆိုတာမမှတ်မိပေမဲ့အဲ့ဒီအတိတ်ပဲနဲ့မဟုတ်တာသိကြတယ်ဒေါသထွက်နေတဲ့ပက်ထရစ်ကမယုံပဲအပြင်ကိုထွက်သွားပြီးစီမုန်နဲ့စကားပြောကသူတို့သူ့ကိုလိုအပ်တယ်လို့ပြောလိုက်တယ်ပက်ထရစ်ကသူတို့အားလုံးမှာတယောက်စီရှိပေမဲ့သူ့မှာမရှိဘူးလို့ပြောပြီးစီမုန်ကိုမယုံဘူးစီမုန်ကနှစ်သိမ့်ဖို့စူးစမ်းတဲ့အခါပက်ထရစ်နမ်းဖို့စူးစမ်းပေမဲ့သူမယုံထွက်သွားတယ်ပက်ထရစ်ဒေါသထွက်ပြီးသူ့လက်တွေကရွှေရားနေရင်းနဲ့ရှုပ်ထွေးတဲ့အရေးအယောင်တွေအကြောင်းပြောတယ်ဒါပေမဲ့စီမုန်ကသူ့ကိုမထိခိုင်းတဲ့အတွက်သူဒေါသတကြီးတွန်းထုတ်လိုက်တယ်စီမုန်မိုးထဲမှာလဲကျသွားပြီးပက်ထရစ်တခြားသူတွေကိုခေါ်ပြီးသူမကိုပြစ်တက်တင်တယ်လို့ပြောတယ်မာတင်တုံဆိုင်နေတဲ့အချိန်လီကကြားထဲဝင်ပြီးမိုးကတကယ်အန္တရာယ်ရှိမရှိသူတို့မသိဘူးလို့ပြောတယ်သူမနောက်ဆုတ်ပြီးမိုးရေကိုထိတွေ့လိုက်တဲ့ပက်ထရစ်ကမာတင်ကိုသူတို့နှစ်ယောက်လုံးကိုပြစ်တက်ဖို့ပြောပြီးတနက်ကိုယူဖို့ကြိုးစားပေမဲ့မာတင်ကသူ့ကိုတွန်းထုတ်လိုက်ပြီးမိန်းကလေးတွေဘန်ကာတဲ့အမြန်ဝင်သွားတဲ့နောက်ပိုင်းမိန်းကလေးတွေတက်ခွဲခန်းထဲမှာနေပြီးယောက်ျားလေးတွေကထမင်းစားခန်းမှာစောင့်နေတဲ့နာရီအနည်းငယ်ကြာပြီးနောက်မာတင်ကစီမုန်ကိုတကယ်ဘာဖြစ်ခဲ့လဲလို့မေးပေမဲ့သူမမဖြေဘူးသူတကားဖွင့်ဖို့ဆုံးဖြတ်ပြီးပက်ထရစ်ကတားဖို့ကြိုးစားပေမဲ့မာတင်ကသူ့ကိုအနိုင်ယူလိုက်တယ်ပြီးတော့ပက်ထရစ်ကသူ့စီမုန်ကိုတွန်းလိုက်မိတယ်လို့ဝန်ခံပေမဲ့မာတင်တကားကိုဖွင့်လိုက်တဲ့မိန်းကလေးတွေလွတ်သွားတဲ့အခါမာတင်ကမိုးထဲမှာလမ်းလျှောက်ပြီးဘာမှမဖြစ်တဲ့အတွက်ဝမ်းသာအားရဖြစ်တဲ့မိန်းကလေးတွေကသူနဲ့အတူကပြီးအရက်တောက်ကြကစီမုန်ကသူ့ကိုနမ်းလိုက်ပေမဲ့ပက်ထရစ်ကဘန်ကာထဲကနေထွက်မလာရဲပဲကြည့်နေတဲ့မိန်းကလေးတွေကိုအိယာပို့ပြီးနောက်မာတင်ကပက်ထရစ်ကိုသူ့ပစ္စည်းတွေတင်ခိုင်းပြီးစီမုန်ကိုတတ်ဖို့ကြိုးစားလို့နှင်ထုတ်လိုက်တဲ့ပက်ထရစ်ထွက်သွားရင်ငိုတယ်နောက်ထပ်အတိတ်ကိုပြန်ကြည့်ရင်မာတင်ကပက်ထရစ်ရဲ့ကားပြတ်သွားပြီးတဲ့နောက်သူ့ကိုတွေ့ခဲ့တာကိုပြတယ်ပက်ထရစ်ကသူ့ secret တွေကိုမျှဝေပေးပြီးမာတင်ကသူတို့နဲ့တွေ့ရလို့ဝမ်းသာကြောင်းပြောခဲ့တာကိုပက်ထရစ်တခါမှမကြားခဲ့ဘူးဘူးလက်ရှိအချိန်မှာရက်မတ်ကခွေးကသူတို့မျက်နှာကိုလျက်တဲ့အခါနိုးလာတဲ့သူခွေးကိုခြောက်ထုတ်လိုက်ပြီးဘီယာထရစ်ကိုစစ်ကြည့်ရတည်နေတာကိုတွေ့လိုက်ရတယ်ရက်မတ်အလောင်းကိုထမ်းရင်းငိုနေတော့ပက်ထရစ်သူတို့ကိုတွေ့သွားတယ်သူအလောင်းကိုမြင်တော့ထိတ်လန့်ပြီးကူးဆက်ခံရမှာစိုးလို့ထွက်ပြေးသွားတယ်အဲ့ဒီကြောက်စိတ်ကသူ့ကိုအာယုံလဲသွားစေပြီးအဖမ်းခံလိုက်ရတဲ့ track ကားထဲမှာအကြီးအကဲ Thomas က Patrick ကိုတခြားသူတွေဘယ်မှာလဲလို့မေးတယ် Patrick ကဂျင်းအကြောင်းမေးတဲ့အခါ Thomas ကသူ့ကိုဖိထားပြီးသွားတစ်ချောင်းကိုဆွဲနှုတ်လိုက်တဲ့ကြောက်လန့်နေတဲ့ Patrick ကအဖွဲကဘန်ကာထဲမှာရှိပြီးစီမုန်ရဲ့ဖခင်ကအပိုလုံးမှာလှုပ်တဲ့အတွက်သူတို့ဝင်နိုင်လိမ့်မယ်လို့ပြောတဲ့အတိတ်ကပြသချက်မှာ Thomas နဲ့တခြားအရက်သားတွေဗီတာမင်တွေတောက်နေတာကိုပြတဲ့မျက်နှာပြင်ကြီးတစ်ခုမှာစတန်ကသူတို့ဟာလူသားမျိုးနွယ်ရဲ့နောက်ဆုံးမျှော်လင့်ချက်လို့ပြောတယ်ဒီလူတွေကိုကြွာရန်နေစုံကိုစောင့်ဖို့နဲ့အရေးကြီးတာတစ်ခုခုကိုရှာဖို့ရွေးချယ်လိုက်တယ်သူကဗီတာမင်တွေဟာတကယ်တော့ဗိုင်းရပ်စ်ရဲ့နာနိုကပ်ဆူးတွေဖြစ်ပြီးဇုံကနေထွက်သွားရင်အလုတ်လုတ်လိမ့်မယ်လို့ပြောတယ်မကြခင်မှာလူတိုင်းရဲ့လယ်ပင်မှာအဖူးပိတ်တွေထွက်လာတယ်လူတစ်ယောက်ကအရန်ကြောက်ပြီးထွက်ပြေးဖို့ကြိုးစားပေမဲ့အပြင်ကိုခြေလန်းလိုက်တာနဲ့နာနိုကပ်ဆူးတွေကသူ့ကိုတတ်လိုက်တယ်ဘန်ကာထဲမှာရက်မတ်ကဘီယာထရစ်ရဲ့အလောင်းနဲ့အတူရောက်လာပြီးအမြန်ဆုံးတခွဲခန်းစီခေါ်သွားတယ်မာတင်ကတကားတွေကိုချက်ချင်းပိတ်ပြီးရဲတွေကိုအကူအညီတောင်းဖို့လစ်လူရှုလိုက်တယ်ရက်မတ်သူ့ဆေးဘူးကိုထုတ်ပေမဲ့ဘာမှမကြံတော့ဘူးစီမုန်ကဝစ်စုံဝစ်ပြီးသူနဲ့အတူပူးပေါင်းကဘီယာထရစ်တည်သွားပြီးမှ
သူလဲကူးဆက်မခံရခင်အပြင်ထွက်ဖို့လိုတယ်လို့ရှင်းပြတယ်ရက်မတ်ကဘီယာထရစ်မရှိတဲ့ကဘာမှာမနေခြင်းလို့စီမုန်ကိုထွက်သွားခိုင်းတယ်ပြီးတော့ရက်မတ်အလောင်းကိုနမ်းပြီးဘန်ကာတဲကမထွက်ခင်သူမကိုမကြခင်ပြန်တွေ့မယ်လို့ကတိပေးလိုက်တယ်တောထဲမှာရက်မတ်ကရေဒီယိုကိုတုံးပြီးသောမတ်ကိုဆက်သွယ်ပြီးသူ့နေရာကိုပေးလိုက်ကအဆုံးသတ်ဖို့တောင်းဆိုတဲ့ပက်ထရစ်သူမသေးတာကိုအားတင်ပြီးသစိမ်းတွေကိုဘီယာထရစ်အကြောင်းပြောပြတယ်သောမတ်ကနောက်ဆုံးတော့သူတို့ရပြီမို့လို့ဝမ်းသာသွားတယ်ဒါကြောင့်သစိမ်းတွေကရက်မတ်ကိုရှာတွေ့ပြီးသူကဆေးဖြတ်တဲ့ဝေဒနာကြောင့်မေ့မျောသွားတယ်သောမတ်သူနဲ့ပက်ထရစ်ကိုစွန့်ပစ်ထားတဲ့အိမ်တစ်လုံးနဲ့ခေါ်သွားပြီးမေကွန်းတွေထပ်မေးတယ်သူခွေးအကြောင်းသိသွားတယ်စီမုန်သူ့အကူပျောက်သွားတာသိတဲ့အခါဒရုန်းကိုလွှတ်လိုက်တယ်ဘန်ကာထဲမှာမာတင်ကဘီယာထရစ်အတွက်ဝမ်းထဲနေစေပါဒါကြောင့်လီကသူမကိုမြေမြုပ်ဖို့ကူညီပေးတယ်စီမုန်သူတို့စီပြန်လာပြီးသစိမ်းတွေရက်မတ်ကိုဖမ်းသွားကြောင်းပြောတဲ့အခါသူတို့ကိုကယ်ဖို့သဘောတူလိုက်ကြတယ်စွန့်ပစ်ထားတဲ့အိမ်မှာသောမတ်ကရက်မတ်ကိုအခြေစိုက်စခန်းကိုပြန်မရောက်ခင်ဝေဒနာကိုတိုက်ဖြတ်ဖို့ဆေးထိုးပေးတယ်ရုတ်တရက်စောင့်ကြည့်သူတယောက်ကအော်တန်ကြားလို့လိုက်သွားရတောထဲမှာမိန်းကလေးတွေကိုတွေ့သွားတယ်မာတင်သူ့နောက်ကနေပေါ်လာပြီးသူ့ကိုဓာတ်စာခံဖြစ်ဖမ်းလိုက်တယ်သူတို့သူ့ကိုစစ်ဆေးမေးမြန်းပြီးအိမ်ထဲမှာသူစိမ်း၃ယောက်ထပ်ရှိနေတာကိုသိသွားတယ်မာတင်ကရေဒီယိုကိုတုံးပြီးသောမတ်ကိုခေါ်ကာရက်မတ်နဲ့အစားလဲဖို့ပြောပေမဲ့သောမတ်ညင်းလိုက်တဲ့အဖွဲ့ကဘန်ကာထဲမှာညအိပ်ဖို့ဆုံးဖြတ်ပြီးမာတင်ကစောင့်ကြည့်သူကိုအခန်းထဲမှာပိတ်လောင်ထားလိုက်တဲ့စောင့်ကြည့်သူကမာတင်ကိုသောမတ်ကရက်မတ်ကိုဘယ်တော့မှပေးမှာမဟုတ်ဘူးဘာလို့လဲဆိုတော့သူကခုခံနိုင်စွမ်းရှိပုံရတယ်လို့ပြောတယ်ပြီးတော့မာတင်ဒါကိုစီမုန်ကိုပြောပြပေမဲ့သူမကဒါဟာလိန်ပြောတာလို့ထင်တယ်သူတို့ရဲ့ဆက်ဆံရေးအကြောင်းဆွေးနွေးပြီးစီမုန်ကပက်ထရစ်ကိုခွင့်လွှတ်ဖို့မာတင်ကိုတိုက်တွန်းလိုက်တယ်နောက်နေ့မနက်မာတင်ကသောမတ်ကိုနောက်တစ်ခါအပေးယူလုပ်ဖို့ထပ်ခေါ်တယ်ဒါပေမဲ့သောမတ်ကရက်မတ်သစိမ်းတွေနဲ့တူသူသဘောနဲ့တူလိုက်သွားတာလို့ပြောတယ်စီမုန်ကသောမတ်ကိုတောထဲမှာတွေ့ဖို့တိုက်တွန်းလိုက်ပြီးသောမတ်ကသစိမ်းတွေကခုခံနိုင်စွမ်းရှိတဲ့သူကိုရှာနေတာနှစ်ပေါင်းများစွာကြာပြီးအဲ့ဒါကသူတို့နောက်ဆုံးတော့ထွက်သွားဖို့တခုတည်းသောလက်မှတ်ပဲလို့ရှင်းပြတယ်ရုတ်တရက်လီနဲ့မာတင်ကစောင့်ကြည့်သူကိုခေါ်လာပြီးဗိုင်းရပ်စ်ထိုးမယ်လို့ချိန်ချောက်တယ်သောမတ်ကရက်မတ်ကိုခေါ်ပြီးအပေးယူလုပ်ဖို့ပဲရှိတော့တယ်စောင့်ကြည့်သူကသူ့အဖွဲ့စီပြန်ရောက်တာနဲ့ရက်မတ်ကသစိမ်းတွေနဲ့အတူထွက်သွားခြင်းတယ်လို့ပြောတယ်ဒါကြောင့်စီမုန်ကသူ့ကိုကူညီဖို့ဘလောက်တောင်ထိခိုက်ခဲ့ရလဲဆိုတာသတိပေးဖို့သူ့ကိုအော်ပြောလိုက်တယ်ပြီးတော့ရက်မတ်ကလီစီကအက်ကိုယူပြီးသူ့ကိုသူထိုးလိုက်ရလဲကျသွားတယ်လူတိုင်းခဏလောက်အားတင်ပြီးရက်မတ်တည်သွားပြီလို့ထင်လိုက်ကြတယ်ဒါပေမဲ့သူနေကောင်းအတိုင်းနိုးလာတဲ့အခါသောမတ်ကသူဟာအဲ့ဒီလူပဲဆိုတာအတီးပြုတ်လိုက်တယ်နောက်ပိုင်းမာတင်ကပက်ထရစ်ကိုတွေ့ပြီးပက်ထရစ်ကအားလုံးအတွက်တောင်းပန်တယ်မာတင်ခွင့်လွှတ်ဖို့သဘောတူလိုက်တယ်တစ်ချိန်တည်းမှာသောမတ်ကရက်မတ်ကိုစခန်းကိုခေါ်သွားဖို့ထရက်ကားပေါ်တင်လိုက်ပြီးတခြားသူတွေကလည်းလိုက်ဖို့ဆုံးဖြတ်လိုက်တယ်စောင့်ကြည့်သူတယောက်ကကားတကားကိုမပိတ်ခင်ရက်မတ်ရဲ့နဖူးကိုနမ်းလိုက်ပြီးသူတို့အားလုံးကိုကယ်တင်လိုက်မယ်လို့ပြောတယ်ထရက်ကားထွက်သွားပြီးနောက်စောင့်ကြည့်သူကလဲကျတည်ဆုံးသွားတယ်နောက်ပိုင်းအဖွဲ့ကနေရနာကမြေအောက်အပိုလွန်စခန်းကိုရောက်သွားတယ်ရင်ကိုပိုးသက်ပြီးနောက်သောမတ်ကညီကို2ယောက်ကိုခေါ်သွားပြီးကျန်တဲ့သူတွေကိုစစ်ဆေးမှုတွေစောင့်ဖို့ဘန်ကာတစ်ခုစီပို့လိုက်တယ်ညီကို2ယောက်နောက်ဆုံးတော့ Frederick နဲ့ပြန်ဆုံတဲ့စီမုန်စိတ်တက်ကြသွားပြီးသူ့ကိုမထိချင်ပေမဲ့ Frederick ကသူမကိုဖတ်ထားလိုက်တဲ့ရုတ်တရက်ရက်မတ်လဲကျသွားတယ်ဒါကြောင့် Frederick သူ့အဖွဲ့ကိုခေါ်သွားခိုင်းပြီးစီမုန်ကိုတခြားအခန်းတစ်ခုစီပို့လိုက်တဲ့ပြတင်းပေါက်ကနေမိုးကိုကြည့်ရင်းစီမုန်ဘန်ကာထဲမှာကြီးပြင်းလာတော့ကရက်မတ်ဖြစ်စေခဲ့တဲ့ဒုက္ခတွေကိုတွေးနေတယ်Frederick သူမကိုလာကြည့်တဲ့အခါသူမကသူ့မိသားစုဒုက္ခရောက်နေချိန်သူဒီမှာတက်တာနေနေတာကိုအဖြစ်တင်နေသူမရှင်းပြချက်တောင်းတယ်ဒါကြောင့်Frederick နေရန်ကကင်မရာကိုကြည့်ပြီးတခြားနေရာမသွားခင်တိတ်နေဖို့အချက်ပြတယ်ဘန်ကာထဲမှာလီကရင်းနှီးတဲ့အဝတ်စားတွေကိုသတိထားမိပြီးရေချိုးခန်းထဲမှာဂျင်းကိုတွေးတဲ့အထိအခန်းအလုံးကိုရှာတယ်သူတို့ပြန်ဆုံပြီးဖတ်ထားလိုက်ကြတဲ့အခါမာတင်နဲ့ပက်ထရစ်ကသူ့ကိုစွန့်ပစ်ခဲ့မိတဲ့အတွက်တောင်းပန်တယ်အဲ့ဒီအချိန်မှာသူနာပြုတယောက်ကသူတို့6နှလုံးအာဟာရမပြည့်ခဲ့လို့ဖြစ်ဆွတ်စာတွေယူလာပေးတယ်ဂျင်းကသူ့ရောက်တုန်းကတောက်ခဲ့တယ်လို့ပြောပေမဲ့တခြားသူတွေကတန်တရားရှိနေတုန်းမှာမာတင်ကသူနာပြုကိုဆေးတောက်ခိုင်းလိုက်ရာသူမတုံလာပေမဲ့အဲ့ဒါနောက်ပြောင်တာပဲဖြစ်ပြီးသူမနေကောင်းပါတယ်ဒါကိုမြင်တော့အဖွဲ့ကဆေးတွေကိုတောက်ဖို့သဘောတူလိုက်ကြတယ် Frederick Simon ကို Remus စီခေါ်သွားပြီး virus ကိုအစစ်အမှန်ပုံစံနဲ့ရထားလို့သူ့ကိုတခြားနည်းနဲ့မထိခိုက်ဘူးလို့ရှင်းပြတယ်ဆိုလိုတာကသူဟာကုသဆေးကိုအမြဲတည်ဆောင်လာတာပါစီမုန်မေကွန်းတွေပုံမေးပေမဲ့သူအခုလောလောဆယ်ဘာမှထပ်မပြောနိုင်ဘူးအတိတ်ကပြသချက်မှာတည Frederick Banker ကိုလာခဲ့တာကိုပြတယ်သူကလေးတွေအိပ်ပျော်နေတာကိုကြည့်ပြဒီနောက်သူမီးကိုဖျက်တောက်လိုက်ပြီးသူ့ရင်စီပြန်သွားတယ်သူ့လုပ်ဖို့ကင်ဖက်ကို
သူ့ကလေးတွေတည်သွားပြီလို့သူတို့ကိုကာကွယ်ဖို့ပြောခဲ့တယ်လက်ရှိအချိန်မှာဆရာဝန်တယောက်ကရစ်မတ်ရဲ့ပါဇက်ကနေနမူနာယူဖို့စူးစမ်းပေမဲ့သူကပူပေါင်းဖို့ညင်းတယ်သူမအတင်းလုပ်တဲ့အခါရစ်မတ်သူမလက်ကိုကိုက်လိုက်ပြီးသူ့ဖခင်ကိုအော်ခေါ်တယ်ဆရာဝန်တွေကသူ့ကိုဖိထားဖို့ဝန်းရံထားတဲ့တစ်ချိန်တည်းမှာဖရက်ထရစ်စီမုန်ကိုတီးတန့်စကားပြောဖို့ဥမြင့်လိုင်းကောင်းစီခေါ်သွားတယ်သူဘယ်တော့မှလာမခေါ်ခဲ့တာဟာကာကွယ်ဆေးထုတ်ဖို့အပိုလုံကရစ်မတ်ကိုတက်ရမှာဖြစ်လို့ရှင်းပြတယ်ဘာလို့လဲဆိုတော့ဗိုင်းရပ်စ်ကသူ့အုံနောက်နဲ့ကြောရိုးထဲမှာရှိနေလို့ပါဖရက်ထရစ်6နှလုံးခုခံနိုင်စွမ်းရှိတဲ့သူကိုရှာပြီးသူ့သားကိုကာကွယ်ဖို့စူးစမ်းပေမဲ့မရခဲ့ဘူးသူစီမုန်ကိုအထက်ထပ်မှာသူ့ကိုစောင့်နေဖို့ပြောပြီးရစ်မတ်ကိုတွားခေါ်တယ်နောက်ထပ်အတိတ်ကိုပြန်ကြည့်ရင်ဖရက်ထရစ်ရဲ့လုပ်ဖို့ကိုင်ဖက်ကသူဝမ်းမနေတာကိုတန်တရားရှိတာကိုပြတယ်မိကွန်းတွေမေးပြီးနောက်ကလေးတွေအသက်ရှင်နေသေးတယ်လို့ခံမှန်းနဲ့စိတ်ပြတ်သွားတဲ့ဖရက်ထရစ်ကသူ့ရှိုးဝက်ချက်ကိုကာကွယ်ဖို့သူ့ကိုရိုက်တက်လိုက်တယ်လက်ရှိအချိန်မှာဖရက်ထရစ်ခွဲစိတ်ခန်းကိုတွားပြီးတိုက်ခံလိုက်ရတဲ့ဆရာဝန်တည်သွားတာကိုတွေ့တယ်ရစ်မတ်သူ့ကိုကိုက်လိုက်တယ်လို့ပြောတယ်ဒါကြောင့်ဖရက်ထရစ်နမူနာယူပြီးရစ်မတ်ကူးစက်ခံထားရတယ်ဆိုတာအတည်ပြုတဲ့စစ်ဆေးမှုလုပ်လိုက်တယ်သူချက်ချင်းပဲဝါတောင်ကိုအသက်သွင်းလိုက်တဲ့စက်ယုံထဲမှာအချက်ပေးတံတွေမြည်လာပြီးစီမုန်သူ့ဖခင်ကိုရှာဖို့အပြေးသွားတယ်သူဖရက်ထရစ်နဲ့စတန်တို့စကားပြောတာကိုကြားသွားပြီးစတန်ကရစ်မတ်ကိုမကယ်နိုင်တော့ဘူးဗိုင်းရပ်စ်ကပြောင်းလဲသွားပြီးမှသူ့လူတွေကိုလွှတ်ပြီးရစ်မတ်ကိုဖမ်းကာကွယ်ဆေးတွေထုတ်ခိုင်းမယ်လို့ကောက်ချက်ချတယ်ဖုံးပြောပြီးတဲ့နောက်စီမုန်သူ့ဖခင်ကိုရင်ဆိုင်မေးမြန်းရာသူဘာမှမလုပ်နိုင်ဘူးလို့ပြောတယ်ဘန်ကာထဲမှာအဖွဲ့ကတကားကိုဖျက်ပြီးထွက်ပြေးဖို့ကြိုးစားပေမဲ့မရခဲ့ဘူးအဲ့ဒီအချိန်မှာစီမုန်သူတို့ကိုဖုံးဆက်ပြီးအရေးပေါ်ပရိုတိုကောတွေကိုအသက်သွင်းဖို့လေဝင်ပေါက်တွေကိုပိတ်ထားဖို့ပြောတယ်ပြီးတော့သူမသူ့အကိုကိုရှာဖို့ပြေးသွားပြီးသူ့အခန်းထဲမှာဆရာဝန်ကအသေးတွေ့တဲ့ရက်မတ်အပြင်မှာဗိုင်းရပ်စ်ကိုကြောက်လို့ထွက်ပြေးသွားတဲ့စောင့်ကြည့်သူကိုရင်ဆိုင်နေတဲ့စီမုန်သူ့ကိုမထိချင်တဲ့အခါရက်မတ်သူကူးစက်ခံထားရမှန်းသိသွားပေမဲ့စီမုန်ကကူညီမယ်လို့ကတိပေးပြီးကာကွယ်ရေးပစ္စည်းတွေယူဖို့ပြောလိုက်တဲ့အဖွဲ့ကဘန်ကလေဝင်ပေါက်အားလုံးကိုပိတ်လိုက်ပြီးအောက်ဆီဂျင်အဆင့်ကိုမြန်ကျအောင်တက်တာတချို့ကိုမီးရှို့လိုက်တဲ့ဘန်ကာထဲမှာမီးခိုးတွေပြည့်သွားပြီးနောက်ဆုံးစက္ကန့်အထိတကားတွေမပွင့်လို့အားလုံးချောင်းဆိုးရင်းထွက်လာကြတဲ့ညီကိုနှစ်ယောက်သူတို့ကိုခေါ်သွားပြီးအတူတူကားနဲ့ထွက်ပြေးဖို့ကားကိုတောင်စီသွားကြပေမဲ့ဖရက်ထရစ်တနက်နဲ့ပိတ်ထားတဲ့မာတင်သူ့ကိုရင်ဆိုင်ဖို့ကြိုးစားတဲ့အခါဖရက်ထရစ်သူ့ပခုံးကိုပြစ်လိုက်တယ်သူရဲ့မတ်ကိုလည်းပြစ်ဖို့ပြင်ပေမဲ့စီမုန်သူ့လက်တွေကိုတွန်းလိုက်လို့ကြည်စံကမျက်နှာချက်ကိုထိသွားတဲ့လီနဲ့ဂျင်းထရက်ကားတစ်စီးတွေ့သွားလို့အဖွဲ့ကမာတင်ကိုတင်ပြီးအတူတူထွက်သွားကြတယ်သူတို့သောမတ်စောင့်နေတဲ့နေရန်ကတကားစီမောင်းသွားကြတယ်သူ့အဖွဲ့ကိုလဲပင်မှာအဖူးပိတ်တွေရှိလားလို့မေးပြီးဗီတာမင်ကဒီဟာတကယ်တော့ဗိုင်းရပ်စ်ဖြစ်ပြီးသူတို့ထွက်သွားရင်အလုပ်လုပ်လိမ့်မယ်လို့အတည်ပြုတဲ့ရုတ်တရက် Patrick Thomas ကိုဒစခန်အဖြစ်ဖမ်းပြီးသူ့ကိုတန့်စင်တဲ့ဗိုင်းရပ်စ်ထိုးမယ်လို့ချိန်ချောက်တဲ့ညီကိုနှစ်ယောက်ကတန့်ရှင်းနေလို့မာတင်ကသူတို့ကိုထွက်သွားဖို့ပြောပြီးစီမုန်နဲ့နောက်ဆုံးနမ်းလိုက်တယ်ဒါပေမဲ့သူမသူ့တငယ်ချင်းတွေကိုမစွန့်ပစ်ချင်လို့သူတို့ကို track ကားပေါ်အတင်းတွန်းတင်လိုက်ပြီးနောက်ပြန်လှည့်ကာတော်တဲကိုနောက်ဆုံးတော့ထွက်ပြေးသွားတယ် Thomas သူတို့ကိုထပ်ဖမ်းမယ်လို့ကတိပေးတယ်တစ်ချိန်တည်းမှာစတန်ယင်းနှီးမြုပ်နှံသူတွေနဲ့တွေ့ပြီးကုသဆေးကိုစရောင်းဖို့နဲ့ဗိုင်းရပ်စ်ကိုလက်နက်အဖြစ်သုံးဖို့နီးလန့်ရှာတဲ့ subscribe လုပ်ပြီးအတိပေးချက်တွေကိုဖွင့်ထားဖို့မမေ့ပါနဲ့ဒါမှဒီလိုဗီဒီယိုတွေကိုထပ်ကြည့်နိုင်မှာပါကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်